Ataya Pundiza Jo They tune a may to myo say good Jamie Pyo Mao Jo Meko a me pie in Pity like a Johnny do Shwe Puno Tuvalo We Muri Pompia Yem Yitaro Pishwina Me Miali Piobo Repuna Lana Boya Ko Siaro Simapia Yarvido Seven and Shima Siaroa eating a pin Puzaba di Pia Shwe Puno Tobalo We Muri Pompia Yem Yitaro Pishwina Me Nyale Pio Neighbor Camio Lam Lanai Boya Ko Nyampi Dai the Queen Jo Jansi Dai Timbo Jansi Dai Timbo Nyampi Dai the Queen Jo Buddha Mia Pia, the Yamia Simia, Tai Juin e Bada Dueno Tadana Duego Mio Nima Yamana Atokano Periyati Peripati Nepia Gauyo Sakai Sampio Lanzia Mambo Young Koye, a mipa, Jesu, a two sati, Sayaro, a mere mocha, Duka Ama, Ginzido, a she, Utara, Buddha, Taye, Yasondiane, Katoma Gojo. Tamama say bound. No be a shemagaro, the abajo apatia, Puzo Tavari. Tamara man sees and Saturn of me Pipado Jow. Tamama say Machodinia people name. The Audiana saying Jama Jane. Tamama say man at Tupashi Lado. Like I pony Matan Jow, and now Shemana P.C. Boyandre. Can you be got taking such a picture by Meta Yakan Banja Pari Kamia? Malava. Chirasango okay, your days are shout high party pia. Tatana in Rangaya Chasa Tone. The Maria Mama Cosa the Grey. Random shoes at the Kune. Piadra Labija Sanaye. Naran Nese. Sanawaila. Nesati. Inganina. Tanlebe Omingla Jaque. Talemena Gina Nordre. Turia Jemma saying Jemma Piluado. Tama Puzarbe Albuena Sisemia. Chirasango okay, your days are shout high party pia. A season that way, Namata don't jay, you so piagare, the Mapuza, Sisaya, Satin Pone Puzaje. A season that way, Tamagaria Bosana Hitatra, Potase Doya, Jade Seara, Pariari, Peripari, Sarago, Mandara Rama, Joundai, Paranan, Naga, Tishin Han Obama, Toma, Somiataragone, and Gangaba Pizona, Tila Romero, can you South Jaje? A season don't way, Jade Tamamaka Poe. Yogi thought the Wenga, they are down season, good to be somewhere Jenny. Jade on Tation, Hojara Mugato, they are on Medago. I own the basim was ever you do now you matachi in your jen. A season later, Tama Buzan and Lunan Buiago, I sat the pen Lunan Buzaje. A season are Pota Bitica, and Negatin Lupuzabi Sheparo. Pota Yabara Medone, Ambitri,
ဓမ္မတရားအတန်တော်ပါစပ်ပစ္စည်းတို့ကိုကံလူရှင်ရွေးချယ်လူတန်းခြင်းအစီအစဉ်6တွင်ရေဆက်3ရဲ့အမြပေးဝေခြင်းအစီအစဉ်9တွင်ဗုဒ္ဓသာသနာစိတ်တန်တိတ်တု3ခြင်းရွတ်ဆို၍ဓမ္မတပင်အောင်ပွဲနှင့်ညအစီအစဉ်ပြီးမြောက်ရန်ဖြစ်ပါကြောင်းခြေတော်ဆုံးဥက္ခရိုသေးစွာရှောက်ထားတောင်းပန်ပါရယ်ဖေဟာမှန်လာပါဖေဟာချီးမြှောက်တဲ့ဖြင့်ဓမ္မတပင်ရဲ့ပထမဦးဆုံးအစီအစဉ်ကိုစတင်ဆောင်ရွက်ပြုနိုင်ပါရန်အတွက်လည်းရိုသေးစွာရှောက်ထားအပ်ပါရယ်တရားချစ်ခင်စိတ်ကောင်းဝင်ကြကုန်သောဓမ္မမမကတရားလိုလားဓမ္မမိတ်ဆွေအိုးသူတော်စင်ပေါင်းတို့တွေ့ရခဲ့ကြံရခဲ့တဲ့ဘဝတန္တရာကျော်မျောကျင်တဲ့မျောနေတဲ့ကျွန်တော်တို့တွေအခုတော့ကံကောင်းထောက်မှ၍ဗုဒ္ဓရဲ့သာသနာနဲ့ကြုံလုံးကြုံကလေးမှာတပ်ပင်ညုတညာနာပိုင်ရှင်ဖရာရှင်ပုံတော်ကမန်ကုံတော်နှင့်မှတ်စာကြီးညိုကနမောတတ္တမဟာနမကာယဖရာရှိခိုးသုံးခြင်းဖြင့်ဓမ္မပူဇာတပင်အစီအစဉ်အားစတင်ဖွင့်လှစ်ပူဇော်ပေးနိုင်ကြပါရန်ရိုသေလေးစားစွာဖြင့်ပန်ကြားအပ်ပါတယ်ခင်ဗျာနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဓမ္မမိတ်ဆွေပေါင်းတို့နှစ်တည်းရာသီအလေးလေးပြောင်းခဲ့ပါတော့ညာလဲလောင်ခဲ့တဲ့45နှစ်တာကာလကမမေ့နိုင်တဲ့ဖြစ်ရတစ်ခုပေါ်ပေါက်ခဲ့ပါတယ်မြန်မာကောဇာတက္ကရာ1336ခုဝင်းကျင်ကာလကပေါ့ဝါဆိုလက်ဆန်း8ရက်နေ့တွင်ရှင်သာမဏေငယ်တပါဥပိ္ပဇေဆရာထေရှင်မြတ်တို့ကအနာဂတ်သာသနာတွင်အမြင့်မြတ်ဆုံးသောနေရာကသာသနာတာဝန်များစွမ်းစမ်းတမန်ထမ်းဆောင်နိုင်ပြီးအရေးအခြေကိုကဲခတ်၍မြင့်မြတ်ရဲ့အထက်တန်းကြားရောက်တော့မြင့်မြတ်ရဲ့အထက်တန်းရောက်သူဖြစ်လိမ့်မည်ဟုမျှော်တွေးထောက်ရှုကတပည့်ဖြစ်သူတာမဏေငယ်လေးကိုရှင်ဥတ္တရာဟုဘွယ်မီသင်ညာပေးခဲ့ပါတယ်ထို့သောဘွယ်မီရသည့်တာမဏေငယ်သည်မိဘနှစ်ပါးနှင့်ဆရာသခင်ကျေးဇူးရှင်တို့မျှော်နှင့်တောင်းတခဲ့သည့်ဆန္ဒတော်အတိုင်းဓမ္မဂရိကဘုဇနာဟိတတရဘွယ်အောင်ပန်းကိုရအများပြည်သူအပူငိမ့်ရဲ့အယူမသိမ့်ဖို့လမ်းပြကျပမာဟောညောင်ပြမိဖြစ်သောကြိုက်တေးရုံဆရာတော်အရှင်မြတ်တပါးရဲ့လို့ဓမ္မသနာပနေနံစံမြန်းပြီးဖြစ်ပါတော့ကြောင့်ထိုရှင်ထံတော်ဘာမှသုံးပါအစုံမြတ်တရဏဂုံနှင့်အင်္ဂါ၅ပါးပြည့်စုံသောသီလတော်မြတ်တို့ခိုင်ဆောက်တည်နိုင်ကြဖို့ညီညာဖျဖျဩဃာသဖြင့်ရှ िख ုကြောပူဇော်လိုက်ကြပါစို့တရားချစ်ခင်သူတော်စင်ပေါင်းတို့ဆွေရကိုပေဖြောက်ချမ်းသာကိုဆောင်တတ်သောယရဏမြတ်သုံးပါးတို့ဤဂုဏ်ဤကိုရွတ်သေးမြတ်လို့လက်ဆုံးမူကားရှ िख ိုးကြရတဲ့ယရဏတရားဗလာမကောင်းမှုကုသကံစေရနာပေါင်းတို့ကြောင့်ဘေခတ်သိယံခတ်သိအန္တရခတ်သိဆိုရင်ခတ်သိနှောင်းရှက်ခတ်သိဖြက်စီးခတ်သိတို့မှခါခတ်သိကင်းချင်းလုံးပြောင်းမထီမရောက်ကြကိုဖြစ်ကြ၍မိမိတို့တန်တဝဲမဖြစ်သေးသောအကုသိုလ်တရားတွေကိုမဖြစ်ပေါ်လောင်အတုယူစွာသောသမ္မပရံလုံးလအဝိရိယမိမိတို့တန်တဝဲစမထင်တန္တရာကဆ၍အငယ်၍မြန်အကုသိုလ်တရားတွေရှိခဲ့ပါလျင်ထိုအကုသိုလ်တရားတွေကိုဝေသောခါမှတတိမယာကြပဲမေ့ပြောက်သောအပြင်ပွားမြတ်အတုယုစွာသောသမ္မပရံလုံးလအဝိရိယမိမိတို့တန်တဝေစမထေသန္တရာကဆ၍
မပြုလို့ရသေးသောဒါနသီလသမာဓိဘာဝနာပညာတရားတို့ကိုကျင့်ကြံကြိုးစားပွားများအထောက်ကျုံစွာသောသမ္မပရံလုံးလဝိရိယမိမိတို့တန်တဝေသမထေသန္တရာကဆ၍ပြုခဲ့သမျှသောဒါနသီလသမာဓိဘာဝနာပညာတရားတို့ကိုဘယ်သောခါမှမမေ့ကြပေအဖန်ဖန်ထထသုံးသက်ဆင်ခြင်းပွားများအထုကျုံစွာသောသမ္မပရံလုံးလဝိရိယထိုသမ္မပရံတရား၄ပါးအမြဲလဲကိုင်ထားကြကုန်လျက်ဝါထိုသမ္မပရံတရား၄ပါးတို့နှင့်ပြည့်စုံနိုင်ကြကုန်ပြီလျက်ဒုက္ခသစ္စာကိုပိုင်ခြား၍သိခြင်းသမုဒယသစ္စာကိုပယ်ခွာနိုင်ခြင်းနိရောဓသစ္စာကိုမျက်မှောက်ပြုခြင်းဘဂသစ္စာကိုပွားများအထောက်ယုံစွာသောမဂ္ဂိစ္စ၄ချက်တပြိုင်နက်ပြည့်စုံကြကုန်လျက်လွယ်ကူသောအကျင့်လျင်မြန်သောအသိဉာဏ်တို့ဖြင့်မိမိတို့လိုလားတောင်းတပန်ဆင်အပ်သောလောကီစုဘောဓိစုမင်္ဂလာပေါင်းတို့နှင့်တကဝမတရားဘုတရားနိဗ္ဗာန်တရားတော်တို့ကိုလျင်စောစွာကိုစီကိုငှမျက်မှောက်ပြုလွယ်နိုင်ကြသည်ကိုဖြစ်ကြပါစေစွာပန္တေယမဝဒာမိတဝတိထနမောတသဗ္ဗဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တာဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတိတရဏဂမနံပရိပုံဏံအာနာတိပါဒဝရမတိသိက္ခာပဒံသမာဓိယာမိအဒေနဒါနဝရမတိသိက္ခာပဒံသမာဓိယာမိကာမေသူမိစ္ဆာစာရာဝရမတိသိက္ခာပဒံသမာဓိယာမိမုသာဝါဒဝရမတိသိက္ခာပဒံသမာဓိယာမိသောရာမေရယမိစ္ဆပမတေဌာနဝရမတိသိက္ခာပဒံသမာဓိယာမိဘေးရန်ခတ်သိကင်းငြိမ်းတော်မူသောမြတ်စွာဘုရားအနန္တသတ္တဝါတွေဘေးရန်ကင်းကွာကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ
ဖုံးကြည့်သက်ရှိအန္တရေမျိုး96ပါကင်းငြိမ်ကြပါစေဖုံးရောင်ကံရောင်ပညာရောင်နှင့်မဲ့ရောင်ဖို့ရောင်နိဗ္ဗာန်ရောင်ပြောင်းပြောင်းထွန်းပါပါစေသောဧကမုတ်တိမိဆက်တပါငြိမ်းရာဖြစ်သောမဖို့နိဗ္ဗာန်ဤကောင်းမြတ်သောထောက်ပမင်္ဂလာဖြစ်ပါစေဖရာသာတဘောနှလုံးပြောပြောင်းသူတော်ကောင်းတို့တုံမေသင်သူတော်ကောင်းပေါင်းတို့သည်တိတရဏိနသရဏဂုံသုံးပါးမြတ်နှင့်သဟတုတကဝပေရှင်ကသီလအင်္ဂါငါးဓာတ်နှင့်ပြည့်စုံသောသီလမြတ်သောသီလတော်မြတ်ကိုသာဓုကံကတွားကောင်းစွာကျင့်သုံးဆောက်တည်ရကုန်ဝိ၍တုံမေသင်သူတော်ကောင်းပေါင်းတို့သည်အပမတိနာမမေမလျော့မပေါ်မဆသောတတိတရားဖြင့်သံပါတိထသံပါတိယာထမိမိတို့စလျှောက်အပ်တဲ့သီလကိုမကြိုးမပေါက်မပြောင်းမကြားရလေအောင်ကောင်းစွာထိုက်သိမ်းဆောင်ရှောက်အထောက်ကြကုန်ရသတည်းမှန်လားပါဗျာခြေတော်ဆုံးဥက္ကဋ္ဌရိုသေစွာရှောက်ထားပါတယ်ဗျာယနေ့ညဆင်းကျမပြလို့ရတော့ဓမ္မတပင်အောင်ပွဲနေ့ညဤပဋ္ဌာနာမသေးလူရှင်များကတော့တန်လည်မြို့ဓမ္မကဝေသီလွန်ကလေးများအဖွဲ့နဲ့တန်လည်မင်းသားကြီးနန်းတော်ထိန်အဖွဲ့အာစနိကကုလွေရှင်များဤမာတိလူရန်တော်ဓမ္မတပင်အောင်ပွဲနေ့ညအစီအစဉ်မှာဆက်လက်ရဲ့အစီအစဉ်ကိုဆောင်ရွက်ခွင့်ပြုနိုင်ပါရန်ခြေတော်ဆုံးဥက္ကဋ္ဌရိုသေစွာရှောက်ထားတောင်းပန်ပါတယ်ဖေ။အစီအစဉ်အရကြိုက်တဲ့ယုံဓမ္မမမကအဖွဲ့ယောဂီဒေါ်တင်နေဝင်းကတရားတောင်းအစီအစဉ်ကုသိုလ်ပြုဆောင်ရွက်ခြင်းနဲ့ကြိုက်တဲ့ယုံထေရှင်ဟောကြားတော်မူသောတရားတော်မြတ်တို့ကိုအယုံတစ်ပါးစိတ်မသွားစေပဲရိုသေစွာနာယူမှတ်သားခြင်းရန်အစီအစဉ်တို့ရောက်ရှိပါပြီ။တို့ဖြစ်ပါတော့ကြောင့်ကြိုက်တဲ့ယုံဓမ္မမမကအဖွဲ့ယောဂီဒေါ်တင်နေဝင်းကတရားတောင်းအစီအစဉ်ကိုကုသိုလ်ပြုဆောင်ရွက်ပေးနိုင်ပါရန်လေးစားစွာပန်ကြားပါတယ်ခင်ဗျာ။ ကေဝါဇိနဝဂီတာပါတယတရဝနိယဣမေလောကမုပကာတိတေနောဒီတိမုဒ္ဒိယဝါဂိတံစကာယပြပမတုနမချုမြတ်မလိုရအောင်သုတမြတ်စကားတရားဖြစ်စေခွေဝီချင်းစာဝါစာစိန်တရားကုန်တော်ရှိတော်မူသောစိနာအလဝကပကပြေမနာလာဂီရိစာတိမြတ်စွာပွေတကားတို့၌မြေတာနိုင်ယူအောင်တော်မူညွန်ဖူးတို့ဖြင့်ကိုမြူပိတဲ့အိုကျေးဇူးတော်ရှင်ရှင်တော်မြတ်ဖျားပ
ကယ်ဝံရှုမြလို့မဆောင်တကူတော်လုံးကျက်တရီလက္ခဏာတော်တွေမုံချေသည်ဖုံးကြွေထွန်းတရှင်တော်မြတ်ပြာသည်ဝါဂီတာဝါဂီတာစကားဝဲကြကွယ်လာမွေဟာညွန်ကြစကားနိုင်နေပြိုင်မေကင်းတော်မူသည်ဖြစ်၍တာရဝဏီယချွေစိတ်အစီရှုံးဆုံးအကာကိုဖေးဒိဗေတရာလာတပြေတဘာဝတိအနိတရာရှိပိထာတောပါတယာမယောလုံးမတီလုံးအစွန်းနှစ်ဖက်လုံးစင်ရဲဝချုံငိမ့်အတိငင်ပြီးဟောဖို့မြင်းမြတ်သောတရားတော်စကားတော်တို့ဖြင့်ဤမေလောကေပြမနဲ့လူကဘာသူကဘာသာအောင်တဲ့စမကျင်ရရှိသမျှတီတီတတလောကကြီးကိုမူပါကာတိတထာငါယကိလေသာရီချွလွေလျက်ဝဋ္ဌိမကေတိတကယ်မြင်တိပါဖို့ထီယပါစီလူတဲ့ကျိုးပြုတော်မူနိုင်ခဲ့ပေသည်ဖြာဗန္ဒီရှင်လူလောကသဘောကြအောင်ဩပြသွန်သည်ဆရာတော်ရှင်သူမြတ်ဖြာဘဝရှင်လူလောကသဘောကြအောင်ဩပြတော်မြည်စိတ်ကဤလျက်ကျန်စီလျက်သာကရုဏာရှိတာကျေးဇူးတော်ရှင်ဆရာတော်ရှင်သူမြတ်ဖြာသည်နောမကေရှင်ပြမျက်မှောက်လာရောက်နာကြတပည့်တော်မာတို့ဤမௌတိယလောဘဒေါသမောဟကိုခွာဩနာတိဝတွင်မှလူကင်းဘူရဲ့လူငါတေတမေမယောလုံးမတီလုံးအစွန်းနှစ်ဖက်လုံးစင်ရဲဝချုံငိမ့်တင်းငင်ပြီးဟောဖို့ညီမြတ်သောတရားဒေသနာတော်ကိုနောမကေဝါသ
နာပါဂိယမကဘေတံဝိနိယစီသွသွင်းရဲ့မြောင်းပြာတပိတော်မာတို့အောင်ဒီတိတုကရုဏာရှိတာမေတ္တာဖြင့်စကားချုံမြမလို့ရအောင်ဆိုသမျှစကားတရားဖြင့်စီလိချွေမြေပေါ်ဟောကြားတော်မူပါကျေးဇူးတော်ရှင်ဆရာတော်သခင်ရှင်သူမြတ်ကြီးဖယားသာဓုသာဓုသာဓု ဒီကနေ့1382ခုနှစ်ပြာသူလပြည့်ရော12ရက်နေ့ညရန်ကုန်တိုင်းဒေသကြီးတန်လျင်မြို့ရဲ့တကယ်ကျက်သေးဆောင်ဖြစ်တဲ့တန်လျင်မင်းတရားကြီးရဲ့နန်းတော်အတွင်းမှာဓမ္မဂဝေသီလူငယ်ဖွဲ့နဲ့နတ်ထိန်စောင့်ရှောက်ရေးဖွဲ့တို့မှကြီးမှုကျင်းပအပ်တဲ့အာစိန်နကံမိသားစုတို့ရဲ့ဒုတိယအကျိထေရဝါဒအထုဓမ္မသဘင်မှာဒီကနေ့မတီလူရှင်များဖြစ်တဲ့ဓမ္မဂဝေသီလူငယ်ဖွဲ့နှင့်ဥနိုင်ဆွေလင်းဒေါ်စုစုအောင်တာမောင်လင်းခန့်မိသားစုစမ်းချောင်းမြို့ရန်ကုန်မြို့နေတို့၏မိသားစုတို့၏မတင်ခွင်နှင့်အလုံးသောဒါယကမများစုပေါင်းပြီးတော့ဆင်ကျင်းပသည့်ဓမ္မသဘင်ဝယ်ဟောကြားအပ်သောခုတ်တကနိကေဇာတကပါဠိအထကထာလက္ခဏာမိဂဇတ်တော်ကိုတန်စာဆင်၍ဟောကြားအပ်သောကောင်းတာနဲ့မကောင်းတာတရားတော်လို့ပရိသတ်များမှတ်ကြရမယ်ပရိသတ်များဤဘာတရားတဲ့လဲကောင်းတာနဲ့မကောင်းတာတဲ့အဲ့ဒါကြောင့်ဟောဒီကောင်းတာနဲ့မကောင်းတာလို့ခေါ်တဲ့တရားဓမ္မခန္ဓာကိုမဟောကြားသေးမနာကြသေးမီတရားပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရှိခိုးကြရအောင်အလုံးသောတရားနာပရိသတ်များမိမိတို့ကိုယ်တော်တိုင်ရှိခိုးရသလိုပဲအာယုံယူ၍ကြည်ညိုတတ်တာပွားများပြီးတော့ထားကြပါဝန္ဒမတ္တမဟာသူရမဟာမောဟဓမ္မောနုဒံသေဇတံသောဟတယေမယံဓမ္မောခန္တံပနုဒတံမဟာမောဟဓမ္မောနုဒံစေယဝလာပေါင်းတသောင်းတိုင်းမြေပူကြည်များစွာသရဝတို့ဤတန်တံဝဲတရားမစဲအမြဲဖုံးဖိဝိဇာဓုသောမိုက်တူမောင်ထုကိုလေးပဲတရားဒေသနာဉာဏ်ယဝါဖြင့်ကောင်းစွာပဲပြောင်းလဲရောက်စေတော်မူရပါဝေထသောဓမ္မသူရန်ထုံမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်ဟူသောနိမင်းကြီးကိုမယံတရားဟောတရားနာဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်တေဟိလအုပ်အင်းစလီနှုတ်သံချီလျက်ရှင်ကြီးမနောသုံးပါသောပနာမတို့ဖြင့်ဝန္ဒီဝန္ဒာမအမြတ်သူငါဘေးရန်กว่า၍ချမ်းသာစေကြောင်းစုမွန်တောင်းလျက်အောက်ခေါင်းညွကျိုးလက်အောင်မူကားရှိခိုးဦးညွကြပါကုန်၏မြတ်စွာဘုရားသောမဟာသူတော်တို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်ဟုသောနိမင်းကြီးသည်ဝ
မယံဘုရားတပည့်တော်ဤဝါမယံဘုရားတပည့်တော်တို့ဤဟတရေနှလုံးရင်ထဲ၌သေဇာတံဘဝမြတ်စွာကဘာကဘာကမကွာတဲ့ချက်ကိန်းဝလျက်ပါရှိပါသောဓမ္မခန္ဓာဝိဇ္ဇာတောင်းပေါင်းအလုံးကိုပဏုတတံပဏုတတုတရားဒေသနာဟောပြရာ၌တရားနာကြားရရာ၌ကောင်းစွာမသွဲပယ်ရှားမှုတ်လွင်တော်မူပါစေတည်းဧတေနသစ္စာဝိစေ၌သောနောသံဖောထုတ်ပြန်၍ဟောမှန်သောပဏာမသစ္စာစကားကိုပြောဆိုရလေသောကြောင့်သာနောတရားချစ်ခင်စေကံဝိညာကုန်သောသင်္သူတော်စင်တရားနာပရိသတ်အပေါင်းသူတော်ကောင်းတို့သည်သုခိတံပိယံကင်ကွာကိုစိတ်နှင့်ဖျားချမ်းသာရဲ့ရှိကြကုန်သောဟောတုဖြစ်ကြပါစေကောင်းတည်းနေရဥခါစာဆင်းရဲခတ်သိမ်းမှလည်းကင်းငြိမ်းကြကုန်သောဟောတုဖြစ်ကြပါစေကောင်းတည်းနေဘယာစာပိယံခတ်သိမ်းမှလည်းကင်းငြိမ်းကြကုန်သောဟောတုဖြစ်ကြပါစေကောင်းတည်းအတောကစာမညှို့မမိန်တကိုရှိန်၍စောရင်မနောင်ကြောင်းကြပူဆွေးငိုကြွေးခြင်းမှလည်းကင်းငြိမ်းကြကုန်သောဟောတုဖြစ်ကြပါစေကောင်းတည်းဟန္တုယခုစွာသောသစ္စာစကားနှင့်ဘုလွတ်တဲ့မတ္တာတဲ့ရှိန်ဝါကြအချိန်မကြာကိုစီကိုငါဖြစ်တော်မူနိုင်ကြပါစေကောင်းတည်းဒီတော့အလုံးသောတရားနာပရိသတ်များမိမိတို့မြတ်သောဣရိယာပုဖြစ်အေးစီစီတရားနာနိုင်ကြပြီတရားရဲ့နာမည်ကလေးမှတ်မိသွားအောင်ပြောကြည့်ပါကောင်းတာနဲ့မကောင်းတာတရားရှိကအမတန်ငယ်ရွယ်တဲ့မင်းသားကျော်ကိုယ်တော်လေးတွေတော့ဟောပြီးသွားပြီဒီကနေ့တော့ဘိုးကြီးကနောက်ပိတ်ဆုံးပါနော်ကိုင်းဒါရမလို့ဘုန်းကြီးကဘာဟောမှလဲဆိုတော့ရှင်တော်ဗုဒ္ဓရဲ့ရွှေနှုတ်တော်ကဘယ်လိုဟောခဲ့သလဲဆိုတာပရိသတ်တို့အာယုံယူကြည့်ဟောတိသီလဝတံအထောပဋိသန္ထာရဝုဒ္ဓိနံလက္ခဏပသအာယန္တညာတိသံဃပုရခတံအထပသထိမံအထပသသိမံကာလံသူဝိဟိနံဝညာတိပိဟောတိသီလဝတ္တံအထောပဋိသန္ထာရဝုဒ္ဓိနံလက္ခဏံပတ္တအာယန္တညာတိသံဃပုရခတံအထပတ္တသိမံကာလံသူဝိဟိနံဝညာတိပိဝိခဝေပရိသတ်လေးပါးချစ်သာချစ်သမီးတို့သီလဝတ္တံကိုချင်းသီလရှိသောပဋိသန္ထာရဝုဒ္ဓိနံအာမိသာပဋိသန္ထာရဓမ္မပဋိသန္ထာရဟုသောဖြည့်ခြင်းရှိကုန်သောသူတို့အားဝုဒ္ဓိကြီးပွားခြင်းသည်အထောအကျိုးရှိသည်ဟောတိဖြစ်ပါ၏ညာတိသံဃပုရခတံဆွေမျိုးအပေါင်းချံရန်လျက်အာယံတန်လာသောလက္ခဏံမှန်ကန်သောလွတ်လပ်မှုဖြင့်လှုပ်သင့်တာကိုလှုပ်တဲ့အမတန်ကိုချင်းကောင်းတဲ့လက္ခဏာဆိုတဲ့သမင်ကို၎င်းပါဒပတ္တထာရှုရပါလေကြည်ရပါလေအထပတ္တသိမံကာလံသူဝိဟိနံဝညာတိပိညာတိပိဆွေမျိုးအပေါင်းတို့မှဝါအချွေရန်ပေါင်းတို့မှ
သူဝေဟိနံယုတ်သည်သားလျင်ဖြစ်သောကာလံမှားရင်သောလွတ်လပ်မှုဖြင့်မလုတ်သင်တာတွေကိုလှုပ်တယ်ဆိုတဲ့ကာလမြည်တဲ့သမင်ကို၎င်းပတ္တပတ္တထာရှုရပါလေကြည်ရပါလေလို့ဣတိဤသောဘဂဝါဘုံတော်6ပါးသခင်ဘုရားရှင်ကိုရောမြတ်သည်သာဝကနံကိုရောတပေတကားတကမတို့အားဧဝံဤသို့ဓမ္မကောင်းတာနဲ့မကောင်းတာလို့ခေါ်တဲ့ဓမ္မကထာဒေသနာကိုအဝေါဇံကရုဏာရှိထားမေတ္တာအဖြင့်မိန်ကြတော်မူခဲ့ပါပေသတည်းဒါဟာရှင်တော်ဗုဒ္ဓကိုယ်တိုင်ဟောထားတဲ့ပါဠိကိုဘုန်းကြီးတို့ကရွတ်ပြတယ်ဘုရားဟောထားတဲ့ပါဠိကိုဘုန်းကြီးတို့ကအဖောက်သေးချပြီးတော့ပရိသတ်များကိုဟောပြတာဒီတော့ပရိသတ်များနားလည်ပလားဆိုတော့နားမလည်သေးဘူးဟုတ်တယ်မဟုတ်လားဒီတော့နားလည်အောင်ဘုန်းကြီးတို့အနေနဲ့ပြောပြရမယ်ဒီတော့တရားနာမီခုကဘယ်လိုလဲတဲ့ကောင်းတာနဲ့မကောင်းတာတဲ့သူတော်ကောင်းတို့ရဲ့အမတန်ပူလောင်တဲ့ဘဝကိုအေးမြစေဖို့အဖြူရောင်ဖြစ်တဲ့ဓမ္မနဲ့လက်တွဲပါမှပရိသတ်များကကောင်းမယ်တဲ့ဓမ္မနဲ့လက်မတွဲရင်မိမိတို့ရဲ့ဘဝဟာအမြဲတမ်းမအေးမြဘူးပူလောင်နေလိမ့်မယ်ဟုတ်တယ်လားအဲ့ဒါကြောင့်အေးမြစေဖို့ဘာလို့သလဲတဲ့ရှင်တော်ဗုဒ္ဓကကမ္မယောနီကမ္မသကာတဲ့ဗါတယ်လေဗျာကမ္မသကာအေးမြတဲ့ဘဝကိုရောက်စေဖို့ကမ္မသကာတဲ့ကုသိုလ်ကံဆိုတဲ့စေရနာကောင်းတဲ့စေရနာကိုမိမိတို့ရဲ့နှလုံးအိမ်မှာအဖော်လုပ်ရမယ်တဲ့အဲ့ဒါကိုဘုရားရှင်ကကမ္မသကာကုသိုလ်ကံစေရနာကိုအမြဲတမ်းဘာဖြစ်လဲနှလုံးသားထဲမှာထည့်ထားရမယ်နောက်တစ်ခါဘုရားရှင်ကဘာပြောလဲတဲ့ကမ္မဒါယထတဲ့ဘာပါလဲကမ္မဒါယထတဲ့တရားဓမ္မတွေချမ်းသာတာလဲဘယ်သူပေးတာလဲကံကပဲပေးတာပဲဆင်းရဲတာလဲဘယ်သူကပေးတာလဲကံကပဲပေးတာပဲတဲ့အဲ့ဒါကြောင့်မိမိရဲ့နှလုံးအိမ်မှာကောင်းတဲ့စေရနာထားဖို့အရေးမကြီးဘူးလားနောက်တစ်ခါပြိဿများဤကမ္မယောနီတဲ့နော်အခုတကကမ္မဒါယတချမ်းသာတာကိုလည်းပေးတယ်ဆင်းရဲတာကိုလည်းပေးတယ်ကမ္မယောနီဆင်းရဲတာလည်းဒီကုသိုလ်ကံပဲချမ်းသာတာလည်းကုသိုလ်ချမ်းသာတာကကုသိုလ်ကံဆင်းရဲတာကပါတယ်လေအကုသိုလ်ကံပေါ့ကမ္မဘန္ဓုတဲ့ကောင်းတဲ့စေရနာကိုအဖော်လို့တဲ့ဘာကိုအဖော်လို့မလဲကောင်းတဲ့စေရနာကိုအဖော်လို့ပရိသတ်တွေအမတန်ချိုနေတဲ့သရက်ပင်ဂွေးတော့ပင်တက်သွားရင်ထိုသရက်ပင်ဘာဖြစ်သွားလဲခါသွားရတဲ့တို့ဗုဒ္ဓဘာသာမြန်မာဗုဒ္ဓဘာသာတွေဆိုတာအမတန်ချိုနေတဲ့သရက်ပင်နဲ့တူတယ်ဟုတ်တယ်လားအဲ့ဒါရမလို့နိုင်ငံသူနိုင်ငံသားတွေရောတိုင်းပြည်ကိုအုပ်ချုပ်ကြတဲ့ပုဂ္ဂိုလ်တွေပါတဲ့ဟုတ်လားတကယ်ချိုနေတဲ့ဘာသာသာသနာကိုင်းရှင်းတဲ့ပုဂ္ဂိုလ်တွေနဲ့သာလျှင်ကမ္မဘန္ဓုအဖော်လုပ်ရမယ်တဲ့ဟုတ်တယ်လားကံတရားကိုလည်းမယုံကြည်ဘူးဘုရားတရားသံဃာကလည်းမယုံကြည်တဲ့ပုဂ္ဂိုလ်တွေနဲ့ကိုရောကမိတ်ဖွဲ့ရင်ချိုနေတဲ့ဗုဒ္ဓဘာသာဟာဘာဖြစ်သွားမလဲတဲ့ခါသွားမယ်အဲ့ဒါလေးတော့သတိထားဖို့လိုတယ်အဲ့ဒါကြောင့်ရှင်တော်ဗုဒ္ဓကဘာပြောလဲကမ္မဘန္ဓုတဲ့ကောင်းတဲ့စေရနာနဲ့ဘာလုပ်ရမလဲအဖော်လို့တဲ့ကာမပဋိသရဏတဲ့ပြောကြည့်ပါရဲ့လေဒကာဒကမတွေမှာအခက်ခဲဆိုတာလူတိုင်းရှိလိမ့်မယ်
အဲ့ဒီအခက်ခဲမှန်သမျှတွေနဲ့ကြုံခဲ့ရင်မိမိလုပ်ခဲ့တဲ့ကုသိုလ်ကံစေရနာတွေကိုပရိသတ်များကြီးတန်တန်လိုက်စမ်းတဲ့ဟုတ်လားမိမိရဲ့ဘဝဘာဖြစ်သွားမလဲအောင်မြင်သွားလိမ့်မယ်တဲ့တို့ဗုဒ္ဓဘာသာမြန်မာနိုင်ငံသူနိုင်ငံသားတွေဆိုတာကောင်းတာလို့ရင်ကောင်းကျိုးရမယ်မကောင်းတာလို့ရင်မကောင်းကျိုးရမယ်ဘုရားတရားသံဃာကိုယုံကြည်မှဗုဒ္ဓဘာသာအစစ်မယုံတယုံဆိုရင်ဗုဒ္ဓဘာသာအမိခံပေးရှိမယ်ဟုတ်တယ်မလားအဲ့ဒါကြောင့်ဒီပရိသတ်ကကံကိုယုံသလားမယုံဘူးလားကံကိုယုံမှကောင်းတာဖြစ်လိမ့်မယ်ကံကိုမယုံရင်မကောင်းတာဖြစ်လိမ့်မယ်အခုတရားနာမည်ကပါတယ်လေကောင်းတာနဲ့မကောင်းတာကုသိုလ်ကံစေရနာအားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုဒါတို့မြန်မာနိုင်ငံဆိုတာသမာဓိဝနဲ့မျက်နှာကောင်းတွေကရှိတယ်အန္တရာယ်တွေနဲ့ကြုံရင်လည်းပဲကုသိုလ်ကံအားကောင်းတဲ့ပုဂ္ဂိုလ်တွေကိုကောင်းကောင်းကြီးဖယ်ထားပြီးတော့မကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေကိုဘာဖြစ်လဲမကောင်းတဲ့နေရာသို့ပို့လိုက်မယ်ဟုတ်ရဲ့လားအဲ့ဒါကြောင့်မလို့ပရိသတ်များဘာရေးကြည့်လဲကံသာလျင်ကိုယ်ပိုင်ဥစ္စာကံပေးမှရမယ်ကံကြောင့်လည်းပဲဆင်းရဲတယ်ချမ်းသာတယ်ကံကိုပဲမိတ်ဆွေအဖော်လို့ကံကိုသာလျင်ဘာဖြစ်လဲအရေးကြုံလာရင်အကူကြဟုတ်ရဲ့လားအဲ့ဒါကြောင့်ပရိသတ်တွေနေရာကောင်းကိုရဖို့အတွက်ဆူတောင်းနေလို့မရဘူးတဲ့ဟုတ်လားစေရနာကောင်းကောင်းနဲ့သာအလုတ်လုံနေရင်ထိုစေရနာကောင်းတဲ့ပုဂ္ဂိုလ်တွေကိုအဲ့ဒါအကောင်းဆုံးနေရာကနေအမြဲတမ်းကြိုဆိုလျက်ပါတဲ့အဲ့ဒါကြောင့်မို့လို့ဘာရေးကြည့်လဲစေရနာကောင်းဖို့သာအရေးကြီးတယ်ပရိသတ်တို့ရေဟုတ်လားဟောဒီကမ္ဘာလောကကြီးရေချောင်းမိချောင်းသာပျက်စီးရင်ပျက်စီးလိမ့်မယ်မိမိကုသိုလ်ကံစေရနာအားကြီးပြီးတော့လှုပ်ထားတဲ့ပုဂ္ဂိုလ်တွေရဲ့ကုသိုလ်ကံစေရနာဆိုတာဘယ်တော့မှမပျက်စီးဘူးတဲ့ရေရမိတွေကြောင့်ကမ္ဘာလောကကြီးသာပျက်စီးရင်ပျက်စီးလိမ့်မယ်အခုလိုပဲကုသိုလ်ကံစေရနာတွေထက်တဲ့တန်တန်ပြင်လှုပ်ထားတဲ့မိမိတို့ရဲ့ကုသိုလ်ဆိုတာဘယ်တော့မှမပြည့်စည်ဘူးအကြောင်းရှိရင်အကျိုးရှိတယ်နော်အဲ့ဒါကြောင့်မလို့ဘုရားရှင်ကကုသိုလ်ဆိုရင်များများလုပ်အကုသိုလ်ဆိုရင်ဖယ်ရှားထားတဲ့ဟုတ်လားကုသိုလ်သီးသားလျင်မိမိအတွက်လက်တွဲဖို့ပဲဘယ်သူနဲ့လက်တွဲရမှာလဲကုသိုလ်နဲ့လက်တွဲပါမှပရိသတ်များကြီးမိမိတို့ရဲ့ဘဝကကောင်းမှကုသိုလ်ကံစေရနာနဲ့လက်မတွဲရင်မိမိတို့ရဲ့ဘဝကောင်းနိုင်စရာအကြောင်းမရှိဘူးအဲ့ဒါကြောင့်ဒီပရိသတ်ကကောင်းခြင်းသလားဆိုးခြင်းသလားကောင်းရင်ဘယ်လိုလုပ်ရမှာလဲဆိုတော့ရိုးရိုးကလေးကျင့်ရမယ်ကောင်းရင်ဘယ်လိုလုပ်ရမလဲရိုးရိုးကလေးနေပြီးတော့ကျင့်ဟုတ်လားကောင်းရင်ဘာလုပ်မလဲတဲ့ကြံစီတာတွေကိုမြင့်ဟုတ်လားမြင့်ကိုကြံပါတဲ့ကောင်းရင်ဘာကြံမလဲရိုးရိုးကျင့်မြင့်ကြံမှန်လို့မိမိလုပ်တယ်လို့ကိုဗါတယ်လေမှန်ကလေးလို့တဲ့နေတာလည်းပဲဦးလာထုံလည်းလမ်းမှာဟောခဲ့သလိုဟုတ်လားဟလာကြွဆိုတာဟုတ်လားအဲ့လိုမလုပ်နဲ့တဲ့ဘလို့နေရမလဲတဲ့ကုတ်ကလေးနေတဲ့ဟုတ်လားဘလို့နေရမှာတော့ကုတ်ကလေးနေစေရနာကောင်းတွေထားနောက်တကဘာလုပ်မလဲသူတော်ကောင်းတရားနဲ့ပြောရင်တဲ့အဲ့ဒါဟာသူတော်ကောင်းတွေနေနည်းပဲတဲ့အဲ့ဒီလိုဆိုရင်သူပုဂ္ဂိုလ်ဟာဗါတဲ့လေကောင်းတာဖြစ်ပါတယ်အဲ့ဒါရောမလို့တို့သံလျင်သူသံလျင်သားတို့ဆွေတော်မျိုးတို့ဒီပရိသတ်တွေကိုဒီဘုန်းကြီးတို့ကဘယ်လိုဖြစ်စေချင်တာလဲကောင်းတာပဲဖြစ်စေချင်တယ်
ဒုမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုလည်းပဲဒီဘုန်းကြီးများကဘာဖြစ်စေခြင်းတလဲတဲ့ကောင်းတာပဲဖြစ်စေခြင်းနဲ့အဲ့ဒါရောပရိသတ်များကိုဘုန်းကြီးကတိုင်ပေးမယ်ဆိုလိုက်စမ်းပါရိုးရိုးချင်းမြင်းမြင်းကြံမှန်မှန်လို့ကုတ်ကုတ်နေစေရနာကောင်းထားသူတော်ကောင်းတရားနေပြောသူတော်ကောင်းတို့နေနီးဒီရိုးရိုးကျင့်မြင့်မြင့်ကြံမှန်မှန်လို့ကုတ်ကုတ်နေစေရနာကောင်းထားသူတော်ကောင်းတရားနှင့်ပြောသူတော်ကောင်းတို့နေနီးဒီနောက်တစ်ခေါက်ဆိုရင်ကိုယ့်ကိုဆိုရမယ်ရိုးရိုးချင်းမြင့်မြင့်ကြံမှန်မှန်လို့ကုတ်ကုတ်နေစေရနာကောင်းထားသူတော်ကောင်းတရားနေပြောသူတော်ကောင်းတို့နေနီးဒီဆိုလိုက်စမ်းရိုးရိုးချင်းမြင့်မြင့်ကြံမှန်မှန်လို့ကုတ်ကုတ်နေစေရနာကောင်းထားသူတော်ကောင်းတရားနှင့်ပြောသူတော်ကောင်းတို့နေနီးဒီတိုင်းလို့ရင်ပရိသတ်များရေဘာဖြစ်မလဲတဲ့ကောင်းတာတွေဖြစ်လိမ့်မယ်တဲ့နော်အဲ့ဒါရောခုဘုန်းကြီးတရားနာမည်ပေးထားတယ်ဗါတဲ့လေကောင်းတာနဲ့မကောင်းတာအဲ့ဒါကြောင့်ဘုရားရှင်ကကမ္မတတ္တိဝိပစ္စတိကမ္မကံတိတတ္တိသတ္တဝါတွေကိုဝိပစ္စတိကောင်းအောင်လဲလုပ်တယ်ဆိုအောင်လဲလုပ်တယ်လို့ဣတိဤသို့ဘဂဝါဘုံတော်၆ပါးတကယ်ဘုရားရှင်ကိုရောမြတ်သည်သာဝကနဲ့ကိုရောတပည့်တက္ကမတို့အားဧဝံဤသို့ဓမ္မံကောင်းတာနဲ့မကောင်းတာလို့ခေါ်တဲ့ဓမ္မကရာဒေသနာကိုဩဇာကရုဏာရှိထာမေတ္တာအဖြစ်မိန့်ကြတော်မူခဲ့ပါပေသတည်းအဲ့ဒါကြောင့်ဘုရားရှင်ကိုရောမြတ်ကဒီနေရာမှာဟောပြီးဟောတိသီလဝတ္တံအထောတဲ့ကောင်းတာတွေဖြစ်ဖို့အတွက်သီလဝတ္တံကိုချင်းသီလကောင်းရမယ်ကောင်းတာဖြစ်ဖို့အတွက်ဘာကောင်းရမလဲကိုချင်းသီလကောင်းရမယ်တဲ့ဒါဖြင့်ကိုချင်းသီလဆိုတာဘာပြောလဲတဲ့ယတကာယေနဝါစယမနတနတိဒုက္ကတံတဲ့ကိုနဲ့လည်းမကောင်းတာမလုပ်နဲ့တဲ့အဲ့ဒါသီလကောင်းတာပဲတဲ့နှုတ်နဲ့လည်းမကောင်းတာမပြောနဲ့တဲ့စိတ်နဲ့လည်းမကောင်းစာမကြံနဲ့တဲ့အဲ့ဒီလိုဆိုရင်ထိုပုဂ္ဂိုလ်ကိုဘာပြောလဲတဲ့ဗျာမနာတဲ့သူတော်ကောင်းမကောင်းမှုကိုပပြုထားတဲ့ပုဂ္ဂိုလ်တဲ့အဲ့ဒါကြောင့်ယသကာယေနဝါစယမနတနတိဒုက္ကတံသာဝုတ္တံတိဟိဌာနေဟိတမဟာဗျူမိဗျာမနံဝေခဝေပရိသတ်လေမจิตယတရှိသမီးတို့ယသချင်းပုဂ္ဂိုလ်ကာယေနကိုဖြင့်၎င်းဝါစာယနှုတ်ဖြင့်၎င်းမနတစိတ်ဖြင့်၎င်းဒုက္ကတံတဲ့မကောင်းတာတွေကိုမလုပ်ဘူးတဲ့သံဝုတ္တံတိဟိဌာနေဟိကိုနှုတ်စိတ်သုံးပါးလုံးကိုပိတ်ဆို့ထားရဲ့ထိုပုဂ္ဂိုလ်ဟာဗါတဲ့လေဗျာတဲ့သူတော်ကောင်းတဲ့စွမ်းအားကောင်းတယ်တဲ့ကိုချင်းသီလဆိုတာလူသားတို့အတွက်စွမ်းအားပဲတဲ့ဘလောက်ပဲနှိမ်နေဘလောက်ပဲနှိမ်ဘလောက်ပဲနှိပ်ကွက်စွမ်းအားကောင်းရင်ဘယ်သူမှနှိမ်လို့မရဘူးတဲ့ဟုတ်ရဲ့လားအဲ့ဒီစွမ်းအားဆိုတာပရိသတ်များကြီးလူမြင်နိုင်ရဲ့လားတဲ့အဲ့ဒါကြောင့်မလို့ဘာကောင်းအောင်လုပ်ရမလဲတဲ့ကိုချင်းသီလကောင်းအောင်လုပ်တဲ့နော်သရပင်တော်ပရိသတ်တို့ရဲ့ဂိုင်းကိုဖြတ်ပလိုက်တာတော့မှအဲ့ဒီဂိုင်းကအတန်ထွက်တယ်ဘာဖြစ်လို့ဒီဂိုင်းကအတန်ထွက်တာလဲသူ့ရဲ့ပင်စီမှာစွမ်းအားကောင်းလို့ဗောဟုတ်လားလောကလူသားတွေကိုလည်းပဲဘယ်လိုပဲနှိပ်ကွက်ဘလောက်ပဲဖေရှားဘလောက်ပဲနှိမ်
ရှင်တော်ဗုဒ္ဓကဟောတိသီလဝတ္တံအထောတဲ့ကိုချင်းသီလကောင်းရင်ထိုပုဂ္ဂိုလ်သည်ဘာကောင်းသလဲတဲ့စွမ်းအားကောင်းတယ်အဲ့ဒါရောပရိသေများဘာလုံအောင်ထိမ့်မလဲတဲ့ကိုချင်းသီလလုံအောင်ထိမ့်တဲ့နောက်တကဘာပြောလဲဆိုတော့ပဋိသန္ဓာရဝုဒ္ဓိနံပဋိသန္ဓာရဆိုတာကိုတရားတော်မတွေကစာလို့ပြောလို့နားမလည်ဘူးဘုန်းကြီးကပြောပြမယ်ပဋိသန္ဓာရဆိုတာတဲ့မကောင်းတာမှန်သမျှပြောမယ်ဆိုမယ်ဆိုရင်မကောင်းတာမှန်သမျှကိုမပြောမိရအောင်ပိတ်ဆို့ထားတာကိုဘာခေါ်လဲတဲ့ပဋိသန္ဓာရတဲ့ဓမ္မပဋိသန္ဓာရခေါ်တယ်ဟုတ်ရဲ့လားအဲ့ဒါကြောင့်ပရိသတ်တွေတခါတချို့ကမသိတာတွေကိုအာကြီးညင်းတာပဲမသိတာကိုညင်းရင်ပရိသတ်များကြီးဒေါသတွေပွားပြီးတော့အမုန်းတွေပွားတတ်တယ်မသိတာကိုညင်းရင်ဘာပွားတတ်တယ်လဲဒေါသတွေပွားတတ်တယ်တဲ့ဟုတ်လားအဲ့ဒါကြောင့်မလို့ဒုက္ခံသေတိပရာဇိတောတဲ့ဇယံဝေရံပတဝတိဒုက္ခံသေတိပရာဇိတောတခါပရိသတ်တွေမပြိုင်ဘူးလားတယောက်နဲ့မပြိုင်ဘူးလားအပြောပြိုင်မယ်ဟုတ်လားအာနာပြိုင်မယ်အမျိုးမျိုးမပြိုင်ဘူးလားတဲ့အဲ့ဒီလိုပြိုင်ရင်တဲ့ပရိသတ်တို့ကြီးဇယံဝေရံပတဝတိတဲ့နိုင်ရင်ပရိသတ်များယံများတယ်တဲ့နိုင်ရင်ဘာများလဲပရိသတ်တွေကနိုင်ရင်မပျော်ဘူးလားမပျော်နဲ့တဲ့နောက်ကယံကအစင်သင်းရှိတယ်တဲ့ဟုတ်လားဒုက္ခံသေတိပရာဇိတောတဲ့ရှုံးရင်ဘာဖြစ်လဲတဲ့ဒုက္ခရောက်တတ်တယ်တဲ့အဲ့ဒါကြောင့်ပရိသတ်တွေပြိုင်မယ်ဆိုရင်ဘာပြိုင်မလဲကိုချင်းသီလချင်းပြိုင်တဲ့ကျန်တာတွေပြိုင်မနေတဲ့ဟုတ်ရဲ့လားအဲ့ဒါကြောင့်မို့လို့မသိတာကိုညင်းရင်ပရိသတ်များဒေါသတွေပေါ်တတ်တယ်ဟုတ်လားမရှိတာကိုလည်းပဲပရိသတ်များကြီးမလွမ်းနဲ့တဲ့မရှိတာတွေကိုလွမ်းရင်လည်းပဲတဲ့သောကတွေပို့ပြီးတော့နှုံချတတ်တယ်ဟုတ်ရဲ့လားတချို့ကမရှိတာတွေကိုရှိအောင်တခါတည်းနဲ့မရှိတာတန်းတန်းနေတယ်ဟုတ်လားအဲ့ဒီတန်းတန်းတာနဲ့ပဲပရိသတ်များရဲ့ချိန်ကုန်သွားတယ်နော်အဲ့ဒါကြောင့်မသိတာကိုမငင်းနဲ့ငင်းရင်ဘာပူတတ်တယ်လဲသောကတွေပူတတ်တယ်မရှိတာကိုလည်းမလွမ်းနဲ့လွမ်းရင်ဘာပူတတ်တယ်လဲသောကတွေပိုးပြီးတော့ပရိသတ်များရင်နှုံချဖြစ်တတ်တယ်အဲ့ဒါကြောင့်ပဋိသန္ဓာရဆိုတာသည်မကောင်းတာမှန်သမျှမဖြစ်ရအောင်ပိတ်ဆို့ထားတာကိုဘာခေါ်လဲပဋိသန္ဓာရဟုတ်လားနောက်တကမကောင်းတာတွေမဖြစ်ရအောင်ဖာထေးပေးတာကိုဘာခေါ်လဲပဋိသန္ဓာရတယောက်နဲ့မတည့်တာကိုတည့်အောင်စေ့ဆက်ပေးတာကိုဘာခေါ်လဲပဋိသန္ဓာရတဲ့ဟုတ်လားအဲ့ဒါရောတယောက်နဲ့မတည့်ရင်ပရိသတ်များဘယ်လိုလုပ်ပေးရမှာလဲတည့်အောင်စေ့ဆက်ပေးပါမှတဲ့အဲ့ဒါဘာဖြစ်မလဲတဲ့ကောင်းတာဖြစ်လိမ့်မယ်တဲ့မဟုတ်ရင်ဘယ်တော့မှမကောင်းဘူးတဲ့တချို့ကရန်အောင်တိုက်ပေးလိုက်သေးတယ်ဟုတ်ရဲ့လားအဲ့ဒါကြောင့်ပရိသတ်များရေပဋိသန္ဓာရဆိုတာမကောင်းတာတွေမဝင်ရအောင်ပိတ်ဆို့တာကိုဘာခေါ်လဲပဋိသန္ဓာရမကောင်းတာတွေမဝင်ရအောင်ဖာထေးပေးတာကိုဘာခေါ်လဲပဋိသန္ဓာရတယောက်နဲ့မတည့်တာတွေကိုတည့်အောင်စေးစဲပေးတာကိုဘာခေါ်လဲပဋိသန္ဓာရတဲ့နောက်တစ်ခုကပြူငါလောကဝပြုတာကိုဘာခေါ်လဲပဋိသန္ဓာရတချို့ကဆိုကြပါစို့ဟာဦးလေးကြီးတောက်ရင်ဥစဉ်ဘီမရှိတယ်လေဟဲ့သားရဲ့ဒီနာမှာသမီးရဲ့ဒီနာမှာလို့လမ်းညွန်ပြီးတော့ပြူငါလောကဝပြုတာကိုဘာခေါ်လဲပဋိသန္ဓာရတဲ့ဟုတ်ရဲ့လားဒါရမို့လို့အဲ့ဒါကိုဘာခေါ်လဲအာမိတာဓမ္မပဋိသန္ဓာရ
နောက်တကအာမိသပရိသန္ဓာရဆိုတာရှိသေးတယ်အာမိသပရိသန္ဓာရဆိုတာကဘာပြောလဲတဲ့အာမိသပရိသန္ဓာရဆိုတာဒီပရိသတ်တွေအခုဆိုကြပါစို့ဒီတရားနာပရိသတ်ကဒီနေရာကိုဘာလို့ဖို့လာလဲတရားနာဖို့လာရင်ဟိုဘက်ကစတိတ်ဆိုရှိရင်စတိတ်ဆိုနေရာကိုထားသွားရင်တဲ့အဲ့ဒါအာမိသပရိသန္ဓာရမဟုတ်တော့ဘူးတဲ့တရားပွဲကိုလာရင်တရားကိုပြီးအောင်ထိနာပြီးတော့သေးသေးချာချာအာယုံပြုနေတာကိုဘာခေါ်လဲအာမိသပရိသန္ဓာရဒီတရားနာတဲ့ထဲမှာတဝုတယောက်ကဒုက္ခရောက်နေထိုဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကိုပံ့ပိုးပေးရင်ဘာခေါ်လဲအာမိသပရိသန္ဓာရနော်ဓမ္မိကရခဝရဏဂုတ်တိတဲ့နော်တရားသဖြင့်စောင့်ရှောက်တာကိုဘာခေါ်လဲအာမိသပရိသန္ဓာရကောင်းတာလုပ်ကောင်းတာပြောရင်ဥစ္စာပေါ်လိမ့်မယ်တဲ့နော်အဲ့ဒါကြောင့်ပြိဿများဆိုလိုက်ကောင်းတာလုပ်ကောင်းတာပြောဥစ္စာပေါ်လိမ့်မည်ကောင်းတာလုပ်ကောင်းတာပြောဥစ္စာပေါ်လိမည်ဆိုလိုက်စမ်းကောင်းတာလုပ်ကောင်းတာပြောဥစ္စာပေါ်လိမ့်မည်ကောင်းတာလုပ်ကောင်းတာပေါ်ပြောဥစ္စာပေါ်လိမ့်မည်မကောင်းတာလို့ဆိုမကောင်းတာလို့မကောင်းတာပြောသမုဒ္ဒရာမျောလိမ့်မည်မကောင်းတာလို့မကောင်းတာပြောသမုဒ္ဒရာမျောလိမ့်မည်ဆိုလိုက်မကောင်းတာလို့မကောင်းတာပြောသမုဒ္ဒရာမျောလိမ့်မည်မကောင်းတာလို့မကောင်းတာပြောသမုဒ္ဒရာမျောလိမ့်မည်အဲ့ဒါကြောင့်ပရိသေများဤဒါကိုအာမိသပရိသန္ဓာရတဲ့နော်အဲ့ဒါကြောင့်ပရိသန္ဓာရဝုဒ္ဓိနာဓမ္မပရိသန္ဓာရအာမိသပရိသန္ဓာရဟူသောဖြစ်ရှင်ရှိကုန်သောသူတို့အားအထောအကျိုးစီးပွားသည်ဟောတိဖြစ်ပါ၏ကိုချင်းသီလလေးကောင်းတယ်အာမိသပရိသန္ဓာရဓမ္မပရိသန္ဓာရနဲ့ပြည့်စုံတဲ့ချွေမျိုးတွေဆွေမျိုးတွေချင်ရန်တွေပေါ်တဲ့လက္ခဏာမိဂါတဲ့သမင်ကတကောင်သမင်ရဲ့နာမည်ကဗါတဲ့လေလက္ခဏာမိဂါခေါင်းဆောင်နှစ်ယောက်တော့ပြိဿများကြီးခေါင်းဆောင်တယောက်ကတကောင်ကကောင်းတယ်နောက်တကောင်ကဗါတဲ့လေမကောင်းဘူးတဲ့ဟုတ်ရဲ့လားအဲ့ဒါကြောင့်ပြိဿများကြီး2010မှာဘာရှိတယ်ဒီပြိဿပြောဘာရှိတော့အေးကိုယ့်ကိုရွေးဖို့တော့ဒီမှာဘုန်းကြီးပြောနေတယ်ဟုတ်ရဲ့လားနော်အဲ့ဒါကြောင့်ဒီမှာပြောနေတယ်ဟုတ်လားခေါင်းဆောင်တကောင်ကတဲ့ကောင်းတယ်တဲ့တကောင်ကဗါတဲ့လေမကောင်းဘူးတဲ့အဲ့ဒါကြောင့်မို့လို့တရားရဲ့နာမည်ကဗါတဲ့လေကောင်းတာနဲ့မကောင်းတာဘုန်းကြီးကလည်းပဲသံလျင်တရားတွေဟိုနာဒီနာဟောတော့တရားတွေထပ်မှဆိုလို့တရားအသိရှာရတယ်ဟုတ်ရဲ့လားအဲ့ဒါကြောင့်မို့လို့တကောင်သောခေါင်းဆောင်ရဲ့နာမည်ကလက္ခဏာမိဂပြောပြိဿများဗါတဲ့လေလက္ခဏာမိဂတဲ့အဲ့ဒီလက္ခဏာမိဂဆိုတဲ့သမင်္ဂတော့ဖြင့်ပြိဿများရဲ့မှန်ကန်တဲ့လွတ်လွတ်မှုဖြင့်တဲ့မှန်ကန်တဲ့လွတ်လွတ်မှုဖြင့်နော်ကောင်းတာကိုမှန်ကန်တဲ့လွတ်လပ်မှုရှိတဲ့ပုဂ္ဂိုလ်သည်တဲ့လှုပ်တာဟာလှုပ်သင့်တာကိုလှုပ်တယ်ဟုတ်လားနော်မှန်မှန်ကန်ကန်လွတ်လွတ်လပ်လပ်ရှိတဲ့ပုဂ္ဂိုလ်သည်ဘာလဲလှုပ်သင့်တာကိုလှုပ်တယ်အဲ့ဒါကဘာလို့လဲတဲ့လက္ခဏာမိဂတဲ့အဲ့ဒါယမလောညာတိသံဃာပုရခတံဆွေမျိုးအပေါင်းချမ်းရဲ့လည်းရဲ့လက္ခဏာဆိုတဲ့သမင်ကိုလည်းပဲပတ္တပတ္တရာရှုရပါလေလက္ခဏာမိဂဆိုတဲ့သမင်ကိုလည်းကြည်ကြ
Lekana Miga the Minga Gong Song Gong Lekana Miga Gava Gong Le Tui Hinewa Nya Divi Swim your bound to my watch a chuyan doma Tui Hina Yudi Dali Vido Kalan Kala Sore the Mengole Pada Badara Chija Valley Shuya Valley The Gondo the Minga Kala Blue Valley Kala Sore Poguga Break them my yende Lola Mudi Chibido Lochinarego shout load the gowns on. How load then go load the gowns on there, Barele. Lochinarego shout load the gowns on. When the yowle. Did not break them yaga, but do you in Maro? Load the Lekala Migaga bar locally. Load then go load the gowns on go you me. How the mala? Low Chendari go load the gowns on go you in break them ya Babjim Lady. Nava Maulik Mary. Holla, Chui and the Shaba Dolly Mary. No? And I yomolo break them ya. Arilu Lekana Migalo, the Melo, Pime Pogu Suraha, Ayaya Rango, Bamiesine Giam Lady. Kudu Miesine Giame. A cow me warago jinto yame, yon nido manadikara, thinking leopold, Nalondoye. A cow me warago, jinto de Pogusura di Boa Shindame, Boa Toteme, Boa Aumie. Era yo do Nango Ocho me Poguriga leve, Paredemia, Ayago Varelevia. A cow me warago, jinto ye. Myanmarနိုင်ငံသူနိုင်ငံသားအားလုံးဘဝဘာဖြစ်လဲရှင်းသမ်းမယ်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘာဖြစ်လဲတိုးတက်မယ်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘာဖြစ်မလဲအောင်မြင်မယ်ပရိသတ်များမကောင်းချင်ဘူးလားဒါကြောင့်မလို့တရားရဲ့နာမည်ကဗါတဲ့လေဗျာကောင်းတာနဲ့မကောင်းတာတဲ့ဟုတ်လားအဲ့ဒါကြောင့်မလို့ Hoti Tilawata Athoti Idang Hori Kaundana Makaunda Lokore Tia Damakanago Tata Lunedo Sayapito Mure Miaswapaya Shinkoro Miadi Rasa Gahan Yasayu Mugo Ubanetaya Ami Buyue Weluane Weluan Shui Jang Donai We Harando Iria Bata Miada Shun Byonga the Renthonly and Nibioro Museum Dewa Dead Down Dewa Dami Yare Pogo Araba Jang Bue Kade the Karuna Sheta Meta Abye Mijaro Buge Babe the D. Hori Kauna ne Makauna Logore Diadamakana go Miaswapia Yasaju Mu Welu on Shui Jando Madare Tonly and Nibioro Mureche Badugo Jambu with a hodro De were Dago Jambu with a hore De were Desura Kauri Lula Makauri Lula Makauri Lude Hola Eraya Babilo Dilo Pia the lady. Ega the meat the Miaka Davana Dewa dead or Dewa desore Pogodi. Pensa Wotu Ninga Mother Wotu de Goya say Doa down you Alabando Mayagere de Yang. Thanga Rorigo Bindi Dwa Que Biro Pensa Beku the Dani. Yahanga Yarugo Adaya you song Biro. Gaya Dida Sure Niana Weirdi Negeli Tewada Hare Miaswapia Siga Queen Ngam you down there when the mute down there. Adding Ngam you gare Babiole Yawa Ziwoludinia Pare. At that test song, Tangarori Hare Toma Niamere. That has no been Niamara.
အဲ့ဒါဘသူကတောင်းတာလဲဒေဝတဲ့ရဲ့တောင်းဆိုချက်ကိုသာခွင့်ပြုရင်တော့သံဃာတွေကုလုံး၅ပါးမှောက်မှာပဲဟုတ်လားအဲ့ဒါကြောင့်အသက်ထဆုံးဘယ်မှာနေရမလဲတော်မှနေရမယ်တဲ့နောက်တကအသက်ထဆုံးပိန်တပတ်ဒူတင်ကိုဆောင်ရမယ်အသက်ထဆုံးဘာဆောင်ရမလဲတဲ့ပိန်တပတ်ဒူတင်ကိုဆောင်ရမယ်နောက်တကနံပါတ်3ချက်ပရိသတ်တို့ရဲ့အသက်ထဆုံးပန်းသူကူဒူတင်ကိုဆောင်ရမယ်တဲ့ပန်းသူကူသင်္ကန်းဆိုတာမြူတွေဖုံတွေအလိမ့်လိမ့်ကန့်နေတာလူသေးတွေစီကပတ်ထားတာတွေကိုခွာပြီးတော့ဝတ်တွေသင်္ကန်းကိုဘာခေါ်လဲပန်းသူကူသင်္ကန်းဟုတ်လားအဲ့ဒါကြောင့်မလို့သံဃာတော်တွေဟာဘာကိုဆောင်ရမလဲပန်းသူကူသင်္ကန်းဆောင်ရမယ်နောက်တကနံပါတ်4ချက်ယာဝစီဝသက်ထဆုံးရုက္ခမူဒူတင်သစ်ပင်အောင်မှနေရမယ်အသက်ထဆုံးဘယ်မှာနေရမလဲနောက်တကနံပါတ်5ပရိသတ်များဤအသက်ထဆုံးတဲ့သက်သက်လို့စားရမယ်တဲ့။ကိုင်းဘယ်နှချက်တော့အဲ့ဒါကြောင့်တခါတချို့ကအဲ့ဒါသက်သက်လို့ဆိုတာတွေကိုဘုန်းကြီးတို့ကအပြစ်မပြောဘူးတဲ့ဘယ်သူကမှအပြစ်မပြောဘူးအဲ့ဒါဘုန်းကြီးကအလိုတော်ပဲကျေးဇူးတော်ရှင်လိုတော်ပဲစတော်ကြီးတဲ့တော်တော်များတရားဟောလိုက်ဘူးတဲ့လိုက်ဘူးတော့တချို့ကလည်းပဲစတော်ကြီးကိုကြည်ညိုလွန်းလို့စတော်ဘုရားသက်သက်လို့ဖုံးပေးသလားဘုရားဆိုအဲ့ကောင်ဒီသက်သက်လို့ဆိုတော့နွားစားတာကွာတဲ့ငါမစားဘူးတဲ့ဒါသူပြောတာနော်ဘုန်းကြီးပြောတာမဟုတ်ဘူးဟုတ်လားအဲ့ဒါကြောင့်ဆိုလိုတဲ့အဓိပ္ပာယ်ကဒါကတော့မေတ္တာအမတန်ကောင်းပါတယ်သက်သက်လို့ဆိုတာသက်သက်လို့စားလည်းမေတ္တာပူဆုချပါတယ်တဲ့ဘယ်သူမှအပြစ်မပြောပါဘူးဟုတ်လားအဲ့ဒါကြောင့်မလို့ကိုဒေဝရတောင်းတာချက်ပင်တစ်ချက်အဲ့ဒီ5ချက်ကိုဘုရားစီကတောင်းလို့မြတ်စွာဘုရားကခွင့်ပြုရဲ့လားခွင့်မပြုလို့တဲ့မြတ်စွာဘုရားသတင်းသုံးနေတာသံဃာဘလောက်လဲ1000အဲ့ဒီကနေသံဃာ900ကိုစီးယုံပြီးတော့ဂယာသီသတို့ခေါ်သွားတယ်ဘယ်ခေါ်သွားလဲအဲ့ဒါကြောင့်ပြိဿများကြီးလောကမှာယုံကြည်မှုတရားစေရနာဟာအရေးကြီးတယ်နော်ယုံကြည်မှုမရှိရင်ယိုင်လဲတတ်တယ်တဲ့ယုံကြည်မှုရှိရင်တော့ဘာဖြစ်လဲဘာတော့မှမယိုင်လဲဘူးတဲ့ဘသူပဲဆွဲတဲ့ဟုတ်ရဲ့လားအဲ့ဒါကြောင့်မလို့ဗုဒ္ဓဘာသာကိုအဲ့ဒါသစ်ဝင်နစ်မြုပ်ပြီးတော့ယုံကြည်ဖို့အရေးကြီးတယ်အဲ့ဒါကြောင့်အခုသံဃာ900ပါသွားတယ်သံဃာ900ပါသွားတော့ပရိသတ်တို့ရဲ့မြတ်စွာဘုရားကစောင့်ကြည့်တယ်တရားကလည်းသိရှည်လို့မဖြစ်ဘူးနော်မြတ်စွာဘုရားကစောင့်ကြည့်တယ်ဟဲသာရိပုတ္တရာနဲ့မောက္ကလံအက္ခသဝကနဲ့မဟာသဝက2ပါးဒေဝဒတ်ခေါ်သွားတဲ့သံဃာ900တရားရင့်ကျက်ပြီกว่าမင်းတို့သွားပြီးတော့စီယုံလိုက်အဲ့ဒါနဲ့သူတို့ပဲပြောမယ်အရှင်မဟာမောက္ကလံအရှင်သာရိပုတ္တရာတို့သွားပြီးတော့အရှင်သာရိပုတ္တရာတို့သွားပြီးတော့ပရိသတ်တို့ရဲ့ခုနကသံဃာ900ကိုစီယုံလိုက်တော့သံဃာတော်တွေကဉာဏ်ရင့်ကျက်နေပြီအဲ့ဒါနဲ့မြတ်စွာဘုရားစီပြန်ရောက်လာတော့ဒေဝရတ်မှာချွေရန်တွေရှိသေးလားချွေရန်မရှိတော့ဘူးတဲ့နော်အဲ့ဒါနဲ့အရှင်သာရိပုတ္တရာတို့အရှင်မမောက္ကလံတို့အရှင်သာရိပုတ္တရာတို့ကိုသံဃာတော်တွေကချီးကျူးပြီးတော့နေလိုက်တာအဲ့ဒီချိန်မှာမြတ်စွာဘုရားကအတိတ်ဇက်ကိုပြန်ဟောပြတယ်ဟိုအတိတ်ဝိစွာရှေးခါကာလတုန်းကတဲ့အဲ့ဒီရာဇဂိုမှာတဲ့ငါဘုရားအလောင်းတော်ဟာသမင်အမျိုးမှာဖြစ်ခဲ့တယ်ဘာမျိုးမှာဖြစ်ခဲ့လဲသမင်မျိုးမှာဖြစ်တော့ဘုရားအလောင်းတော်ကြီးကသမင်1000အုပ်ချုပ်နေတဲ့သမင်ဘလောက်တောင်းတဲ့သမင်1000ကိုအုပ်ချုပ်နေတယ်သမင်1000အုပ်ချုပ်နေတော့ဘုရားအလောင်းတော်ကြီးကလည်းကြီးရင်လာတော့သား2ယောက်ရှိတယ်သား2ကောင်ရှိတယ်တကောင်သောသားကမိဂလက္ခဏာမိဂတဲ့တကောင်သောသားကဘယ်သူပါလဲတကောင်သောသားကကာလဘယ်သူပါလဲလက္ခဏာမိဂနဲ့ကာလ
သားတို့ငါတို့လည်းသက်ရွယ်ကြီးရင်လာပြီအခုတောင်သူတွေစပားတွေစိုက်ထားတယ်အဲ့ဒါကြောင့်သားနှစ်ယောက်ဟာတကောင်စီသမင်ကို900စီယူဆောင်ပြီးတော့မင်းတို့တွေတောထဲမှာသွားပြီးတော့ရှောင်ပြီးတော့နေကြနော်မရှောင်ရင်လေတောင်သူတွေကိုတို့သက်လို့သေလိမ့်မယ်လို့ဘုရားလုံးတော်ကြီးသမင်တစ်ထောင်ကိုတကောင်ကိုဘယ်လောက်စီအနှင်းလဲ900စီအနှင်းတယ်အဲ့ဒီလို900စီအနှင်းတော့အခုနကကာလဆိုတဲ့သမင်ကြီးကအခုနကဘုန်းကြီးပြောပြီးပြီမှန်ကန်တဲ့လွတ်လပ်မှုရှိတော့ဘာလဲတဲ့မှားယွင်းတဲ့လွတ်လပ်မှုရှိတော့ဘာလဲလှုပ်ချင်တာကိုရှောက်လှုပ်တယ်အဲ့ဒါနဲ့အဖေလှုပ်တဲ့သမင်ကြီးကပြောတယ်မင်းတို့ညာဥယံတွေမသွားနဲ့နေလေဘက်မသွားနဲ့ညသကောင်ကြော်မှသွားကြမဟုတ်လူတွေသတ်လိုက်မယ်လန်တွေနဲ့ထိုးလိမ့်မယ်ကြော်ခွင်းတွေထောင်လိုက်မယ်လို့အဖေကမဆုံးပါဘူးလားဆုံးမပင်မဲ့ပရိသတ်တို့ရဲ့ကာလမြည်တဲ့သမင်ကြီးကဘာမှမစင်ခြင်းပဲဟုတ်လားလှုပ်ချင်တာတွေကိုရှောက်လှုပ်တယ်နေလေဖက်တွေသွားတယ်ဟုတ်လားလူတွေနိုးတဲ့ချိန်မှာသွားတော့လူတွေကသမင်တွေကိုအကုန်လုံးပြစ်သားပလိုက်တော့သမင်900ပြိဿများရေတကောင်မှမရှိတော့ဘူးတဲ့ဟုတ်လားကဲကာလရဲ့ပြိဿရှိသေးရဲ့လားဘာဖြစ်လို့မရှိတော့တာလဲတဲ့လှုပ်ချင်တာတွေကိုရှောက်လှုပ်တဲ့အတွက်အချွေရန်တွေဘာဖြစ်လဲမရှိတော့ဘူးတဲ့နော်အခုလည်းပဲအရွေးခံမေးပုဂ္ဂိုလ်တွေလှုပ်ချင်တာတွေရှောက်လို့ရင်တော့တမဲမရမှာမဟုတ်ဘူးအဲ့ဒါသတိသာထားကြလေတော့ဟုတ်ရလားအဲ့ဒါကြောင့်လို့ဘာဖြစ်လဲပြိဿများကြီးလှုပ်သိနာကိုသာလှုပ်ကြနော်အဲ့ဒါကြောင့်ပြိဿများရဲ့ကာလဆိုတဲ့သမင်ကြီးကဘာဖြစ်တုံးများလှုပ်ချင်တာတွေလှုပ်တော့တဲ့ဘသူရဲ့မိဘရဲ့စကားကိုနားထောင်ရလားနာမထောင်တော့သမင်တွေအကုန်လုံးဘာဖြစ်ကြလဲအသက်ခံရပြီဟိုကာလက္ခဏာမိဂဆိုတဲ့သမင်ကြီးကတော့ပရိသတ်ပေါင်းသူတော်ကောင်းတို့ရဲ့ဘာဖြစ်လဲလှုပ်တဲ့တာကိုလှုပ်တယ်အော်နေလေဘက်ဆိုရင်လူတွေများတယ်ဟဲ့တို့နေလေဘက်မသွားဘူးညသကောင်ကျော်လူတွေတိတ်တိတ်ချိန်ခါမှဘာဖြစ်လဲတောတွေကိုသွားပြီးတော့စားရှာပြီးတော့စားကြတယ်အဲ့ဒါနဲ့သူတို့ပဲပြောမယ်လေတွေပါတယ်အကောင်းတော့သိမ့်စီလို့လေပြီးရောတဲ့အဲ့ဒါမိဘစီကိုပြန်လာတဲ့အခါမှာခုနကကာလရဲ့သမင်မှာသာအချွေရန်တွေပါသေးလားအချွေရန်လည်းမပါတော့ဘူးဘာဖြစ်လို့မပါတာလဲလှုပ်ချင်တာတွေကိုလှုပ်လို့ဟိုလက္ခဏာမိကဆိုတဲ့သမင်မှန်ကတော့ပြိဿများရဲ့လှုပ်သင်တာကိုလှုပ်လို့တဲ့အချွေရန်တွေနဲ့ပေါ်ပြီးတော့လာခဲ့တယ်အဲ့ဒါကြောင့်လို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကလည်းပဲခြေသားတို့ဒေဝတ္တဟာအခုမှသာလျင်ငါမြတ်စွာဘုရားရဲ့သာသနာမှာလှုပ်ချင်တာလှုပ်တာမဟုတ်ဘူးသင်ခွဲတာမဟုတ်ဘူးဟိုတုန်းကလည်းပဲသူလှုပ်ချင်တာတွေရှောက်လှုပ်ခဲ့တဲ့အတွက်ကြောင့်သမင်ဘလောက်တောင်ပြည့်စည်ရရှာလဲ900ပြည့်စည်ရရှာခဲ့လေပြီအခုတော့ဖြင့်လက္ခဏာမိကဆိုတဲ့သမင်ခေါင်းဆောင်ကဘာဖြစ်လဲဗျာလှုပ်သင်ဓာတွေကိုလှုပ်ခဲ့တဲ့အတွက်တဲ့တကောင်းမှမပြည့်စည်ပဲသူ့ရဲ့ပြိဿတွေကိုအကုန်လုံးစီယုံနိုင်တယ်အဲ့ဒါကြောင့်ပြိဿများရဲ့အသိတွေမှန်ဖို့မလိုဘူးလားအသိမှန်ရင်ပြိဿများရဲ့အချွေရန်ရှိမယ်အသိမမှန်ရင်အချွေရန်မရှိဘူးတဲ့အဲ့ဒါကြောင့်ပြိဿများဆိုလိုက်စမ်းမှာအသိအမှန်မချီပြန်ခြံရန်ရုပ်တဲ့စွာအသိအမှန်မရှိပြန်
ချမ်းရန်ရုပ်တဲ့စွာဆိုလိုက်အသိအမှန်မရှိပြန်ချမ်းရန်ရုပ်တဲ့စွာအသိအမှန်မရှိပြန်ချမ်းရန်ရုပ်တဲ့စွာအဲ့ဒါကြောင့်ပရိသတ်များရဲ့အချွေရန်ဒီပေါ်ဖို့အတွက်ဗါတဲ့လေလှုပ်သင်တာတွေကိုလှုပ်ဟုတ်တယ်မလားအရာရာမှာယောနိသောမနတိကာရအကောင်းမြင်ဝါဒကိုကျင့်သုံးပါတဲ့ဟုတ်ရလားအရာရာကိုဗာမျက်စိနဲ့ကြည့်ရမလဲတဲ့ကုသိုလ်မျက်လုံးနဲ့ကြည့်ပါတဲ့ဟုတ်လားအဲ့ဒီလိုကုသိုလ်မျက်လုံးနဲ့ကြည့်ပြီဆိုရင်တို့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးပရိသတ်များရေဘာဖြစ်လဲဘဝရှင်သန်မယ်ဘဝတွေဘာဖြစ်လဲတိုးတက်မယ်ဘဝတွေဘာဖြစ်မလဲအောင်မြင်မယ်အဲ့ဒါကြောင့်မို့လို့ကိုရွေးချယ်ကြတဲ့ဟုတ်ရလားအဲ့ဒီလိုလှုပ်သင်လှုပ်ထိုက်တာကိုလှုပ်တဲ့ခေါင်းဆောင်များကိုရွေးချယ်ရင်တနိုင်ငံလုံးအလုံးဘာဖြစ်မလဲချမ်းသာပဲလိမ့်မယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကဟောတိသီလဝတ္တံအတောပရိသန္တာရဝုဒ္ဓိနံလက္ခဏံပတအာယတညာတိသံဃာပုရခတံထပတာသိမံကလံသူဝိဟိနဝညာတိပိဝိခဝေပရိသလေးပါးจิตသားจิตမိတို့သီလဝတ္တံအကျင့်သီလရှိပေသောကောင်းဆောင်ဆိုတာဒီပါရှိရမလဲတဲ့ကိုချင်းသီလကောင်းရမယ်တဲ့ဟုတ်လားနောက်တစ်ခါမှလည်းပဋိသန္ဓာရဝုဒ္ဓိနံဓမ္မပရိသန္ဓာရအာမိသပရိသန္ဓာရမကောင်းတာပြောရမယ်လုပ်ရမယ်ဆိုရင်မကောင်းတာမသမမလုပ်ရအောင်ဘာလုပ်မလဲပိတ်ဆို့နိုင်ရမယ်ဟုတ်လားမကောင်းတာတွေကိုလုပ်တော့မယ်ဆိုရင်ကောင်းတဲ့ဘက်ကနေဖာထေးပေးရမယ်ဟုတ်တယ်မလားတယောက်နဲ့တယောက်နဲ့မတည့်တာကိုဘာလုပ်မလဲတဲ့အောင်လုပ်ပေးရမယ်ဟုတ်ရလားပြူငါလောကဝပြူရမယ်ဟုတ်လားပြည်သူတွေဘာလို့သလဲဟဲ့လိုတာတင်ပြဟုတ်ရလားအဲ့ဒါမှခေါင်းဆောင်အစစ်တဲ့နော်အဲ့ဒါရောပရိသန္တာရဝုဒ္ဓိနအာမိသပရိသန္တာရဓမ္မပရိသန္တာရလျင်ပေရောင်းရှိကုန်သောသူတို့အားအထောအကျိုးစီးပွားသည်ဟောတိဖြစ်ပါပေ၏လက္ခဏံပတ္တအာယတညာတိသံဃာပုရခတံညာတိသံဃာပုရခတံဆွေမျိုးပေါင်းချမ်းရန်လျက်အာယံတန်လာသောလက္ခဏိစာလက္ခဏာဆိုတဲ့သမင်ကိုလည်းပတ္တပတ္တကြည့်ကြပါလေရှုကြပါလေသူဝိဟိနဝညာတိဝိညာတိဝိဆွေမျိုးပေါင်းတို့မှာသူဝိဟိနယုတ်တိသာလျင်ဖြစ်သောကာလင်းစားကာလကိုလည်းပတ္တပတ္တရာရှုကြပါလေကြည့်ကြပါလေလို့ဣတိဤသို့ဘဂဝါဘုံတော်ကြောင့်ပါသခင်ဘုရားရှင်ကိုရောမြတ်သည်သာဝကနံကိုရောတပေတက္ကမရောဧဝံဤသို့ဓမ္မာကောင်းတာနဲ့မကောင်းတာလို့ကိုတဲ့ဓမ္မကရာဒေသနာကိုအဝဇ္ဇကရုဏာရှင်ဓမ္မေတ္တာအပြင်မိကြတော်မူခဲ့ပါပေသတည်းအဲ့ဒါရောက်ပြိဿများရင်ဘသူကိုရွေးမလဲလှုပ်သင်လှုပ်ထိုက်တာကိုလှုပ်တဲ့ခေါင်းဆောင်ကိုရွေးချယ်ပြီးတော့ဟုတ်တယ်မလားလှုပ်ချင်တာကိုရှောက်လှုပ်တဲ့ခေါင်းဆောင်ကိုရွေးရင်တော့ဒေဝတက်လို့၅ပါးမှောက်ကြပြီတဲ့ဟုတ်လားအဲ့ဒါကြောင့်မြတ်စွာဘုရားဇတ်တော်ကိုပေါင်းပါတယ်ဟုတ်လားဟောရုံကကာလဆိုတဲ့သမင်ဟာဒေဝတက်ဖြစ်ခဲ့ဘူးပြီနော်နောက်တစ်ခါဘသူကလဲလက္ခဏာမိကဆိုတဲ့သမင်ကတော့အရှင်သာရိပုတ္တရာဖြစ်ခဲ့ဘူးပြီအရှင်သာရိပုတ္တရာရဲ့ပြိဿဆိုတာငါဘုရားရဲ့ပြိဿဖြစ်ခဲ့ဘူးပြီဒေဝတရဲ့ပြိဿကလည်းပဲဒေဝတရဲ့ပြိဿဖြစ်ခဲ့ဘူးတယ်လို့ဇာတကံဇတ်တော်ကိုသမောဒာနေသည်ကောင်းစွာမသွေပေါင်းပြတော်မူခဲ့ပါပေသတည်းအဲ့ဒါရောဆိုလိုက်စမ်းပါအသိအမှန်မရှိပြန်ချမ်းရန်ရုပ်တဲ့စွာဆိုလိုက်အသိအမှန်မရှိပြန်ချမ်းရန်ရုပ်တဲ့စွာအသိအမှန်
မရှိပြန်ချမ်းရရုတ်တစွာတယောပရိသေမြတ်တရားသိမ့်မယ်ဆိုလိုက်စမှာဗုဒ္ဓမြတ်စွာသာသနာရောင်းဝနေသို့လင်းစေသောကဘာငြိမ်းချမ်းမေတ္တာပံပွင့်လန်းနိုင်ကြပါစေသောကဘာငြိမ်းချမ်းမေတ္တာပံပွင့်လန်းနိုင်ကြပါစေသောကဘာငြိမ်းချမ်းမေတ္တာပံပွင့်လန်းနိုင်ကြပါစေသောတောဘိကဘာငြိမ်းချမ်းမေတ္တာပံဆင်းရဲနိုင်ကြပါစေသောကဘာငြိမ်းချမ်းမေတ္တာပံဆင်းရဲနိုင်ကြပါစေသောကဘာငြိမ်းချမ်းမေတ္တာပံဆင်းရဲနိုင်ကြပါစေသောတောကဘာငြိမ်းချမ်းနိဗ္ဗာန်စမ်းမြတ်နိုင်ကြပါစေသောကဘာငြိမ်းချမ်းနိဗ္ဗာန်စမ်းမြတ်နိုင်ကြပါစေသောကဘာငြိမ်းချမ်းနိဗ္ဗာန်စမ်းမြတ်နိုင်ကြပါစေသောမေတ္တာလောကိတကံသာဟိသတ္တနံတိတလိကရာဘုသိတတယမောတတုဇနာဒုက္ခသမင်္ဂိနောလောကီတတဝါလီလီကိုမိကယတတ္တဆိုရလောကအတွင်း၌မေတ္တာမြတ်တတဝါချစ်စရာမမေတ္တာဓာတ်သည်တကံအေဓာတ်ကိုပေးအပ်ကြည်လင်ရေစင်ရေပင်ဖြစ်မှာပဲ၏မေတ္တာမြတ်တတဝါချစ်စရာမမေတ္တာဓာတ်သည်သတ္တနာသူသူငါငါသတ္တဝါတဝါသိတိလိကရာအေမြောင်လဲပြုရပါပဲ၏ဒါယမေတ္တာယအမြတ်တတဝါချစ်စရာမမေတ္တာဓာတ်ဖြင့်ဘုဒ္ဓိတာပိုးဆိုဖြန်း၍အငွေ့မိလာတွေ့တရားကောင်းသောဇဏတတဝါဟုနှင့်လူပြမပေါင်းများစွာတို့သည်ဒုက္ခသမင်္ဂိနောလွှမ်းကာလန့်ကာချမ်းသာဘုံဘုံပြည့်စုံကြကုန်သည်ဖြစ်၍မောရန္တုနှလုံးဘဝင်ပြုံးရွှင်လျံတာဝမ်းမြောက်ကြပါစေကုန်သတည်းမှန်လားပါကောင်းတာနဲ့မကောင်းတာတရားတော်အမြင်ရဟောကြားပေးပါတော့ဓမ္မဂတိကဘုဇနာဟိတတရကြိုက်တဲ့အောင်ဆရာတော်ရှင်သူမြတ်သည်ပစ္စည်းလေးပါးတစ်စုံတရာလို့ရှိသောအခါတွင်ကပ္ပိယထံညှိုးဆို၍အလှခံရရှိနိုင်ရန်အတွက်အရှင်မြတ်၏ဆွမ်းတင်ကန်းကြောင်းစီပစ္စည်းလေးပါးအလို့ငါသင်္ကန်းစာသောလှူဒန်းပွေရာတို့နှင့်အတူတကွာနဝကမ္မအမှုတဲ့အတွက်ဓမ္မပူဇာတို့ကိုအရှင်မြတ်၏ကပ္ပိယကာရကထံတဆင့်လှူဒန်းမိအစီအစဉ်အားဆောင်ရွက်ခွင့်ပြုနိုင်ပါရန်ခြေတော်စံကိုဥက္ခရိုသေးစွာလျှောက်ထားတောင်းပန်ပါတယ်ဖေဟာအစီအစဉ်အရာကပ္ပိယကာရကကျွတော်ဆောင်ဥဆောင်မင်းသိန်းဓမ္မကဝေတိမနေရာယူဆောင်ရွက်ပေးနိုင်ပါရန်လေးစားစွာပန်ကြားပါတယ်ပရမဥစွာတာလင်မြို့နယ်ပကြီးပပုအစည်းအရုံးမှပကြီးကိုညာမင်းရေးဆွဲပူဇော်လှူဒန်းပါတော့ကြိုက်တဲ့အောင်ဆရာတော်ရှင်သူမြတ်၏ပုံတူပကြီးကားချက်ကိုလှူဒန်းအစီအစဉ်ဖြစ်ပါတော့ကြောင့်တာလင်မြို့ဓမ္မကဝေတိလူငယ်အဖွဲ့ဝင်ကိုစီသူစိုးလင်ကအဆိုပါပကြီးကားကိုကြိုက်တဲ့အောင်ဆရာတော်ထေရှင်ထံစက္ကန့်လှူဒန်းနိုင်ပါရန်အတွက်လေးစားစွာဖိတ်ကြားပါတယ်သာဓုသာဓုသာဓုဆက်လက်ပြီး
ယေရှုကံမိဘတော်ကိုယေရှုမှုထားပြီးဥမြင့်စောဇနီးမနန်နိုင်ဝင်မိသားစုမှာတန်ခမ်းဆောင်မချင်းလူတိုင်းရန်ဖြစ်ပါတယ်သာဓုသာဓုသာဓု ဆက်လက်ပြီးယေရှုကဥသိမ်စောကိုယေရှုပြီးဥဆန်းလင်းဇနီးတော်ထေတဝိမိသားစုမှာတန်ခမ်းဆောင်လူတိုင်းရန်ဖြစ်ပါတယ်အချိန်ကုန်ငယ်ကြတော့အပြင်ဆက်လက်ပြီးခေါ်ပေးရစီနှစ်ဖက်တော်မိဘတော်ကိုမှုထား၍ဥစော်လင်းဇနီးတော်ဝင်းဝင်းထွေမိသားစုတို့မှာတန်ခမ်းဆောင်လူတိုင်းပုံရန်အတွက်နေရာယူဆောက်ခဲ့ပေးပါရန်လေးစားစွာပန်ကြားရပါတယ် သာဓုသာဓုသာဓု အချိန်ကုန်ငယ်ကြတော့အပြင်ဖခင်ကြီးဦးအောင်မြင့်ကိုယေရှုပြီးဒေါ်တနေအောင်မိသားစုအောင်မင်္ဂလာရက်ကွက်မှာတန်ခမ်းဆောင်လူတိုင်းပုံရန်ကျိုးတင်နေရာယူပေးဖို့လေးစားစွာဖိတ်ကြားရပါတယ် ငါတပည့်တောင်းကြည့်နေပါသာဓုသာဓုသာဓု သာဓုသာဓုသာဓု ဆက်လက်ပြီးကြိုက်သေးယုံဓမ္မမမကအဖွဲ့မှတန်ခမ်းချင်းတဲ့သူဓမ္မပူဇာတသိန်း3000ကျပ်လူတိုင်းအစီအစဉ်ဖြစ်ပါတော့ကြောင့်ကြိုက်သေးယုံဓမ္မမမကယောဂီဒေါ်မောမောကလူတိုင်းနိုင်ပါရန်လေးစားစွာဖိတ်ကြားရပါတယ် သာဓုသာဓုသာဓု အဖွားတော်ချစ်ကိုယေရှုပြီးကိုကျော်သူရဇနီးမတ်ပူပူအေးလွင်မိသားစုမှတန်ခမ်းဆုံးပါချင်းလူတိုင်းနိုင်ပါရန်လေးစားစွာဖိတ်ကြားရပါတယ်အဖွားဖြစ်သူတော်ချစ်ကိုယေရှုပြီးတော့ကိုကျော်သူရဇနီးမတ်ပူပူအေးလွင်မိသားစုမှတန်ခမ်းဆုံးပါချင်းစက္ကန့်လူတိုင်းရန်ဖြစ်ပါတယ် သာဓုသာဓုသာဓု တန်လင်းမျိုးအောင်မင်္ဂလာရက်ွက်တန်လင်းမင်းသားကြီးနန်းတော်တွင်ဒုတိယအကြိမ်မြောက်ဆင်းရင်ကျင်းပပြုလုပ်ရသောဓမ္မတပင်ဖြစ်မြောက်ရေးအဖွဲ့အကျိုးတော်ဆောင်ဓမ္မကဝေသီလူငယ်လေးများဖွဲ့ဓမ္မကဝေသီလူငယ်လေးများဖွဲ့မှဓမ္မပူဇာမသည်3သိန်းကျပ်လူတိုင်းအစီအစဉ်ဖြစ်ပါတော့ကြောင့်အဖွဲ့ရဲ့ကိုစားဓမ္မကဝေသီဓမ္မနဲ့ဆိုင်ရာကိစ္စရတို့မှာဥဆောင်ဥရဲ့ပြုတတ်တဲ့တပေါ်ထိုအဖွဲ့ရဲ့အဖွဲ့ဝင်ဥလှမော်ကကပ္ပိယထံအနန္တမီလူနိုင်ပါရန်လေးစားစွာပန်ကြားရပါတယ် ဓုသာဓုသာဓု ခွဲတော်လူမိဘများကိုရည်စူးပြီးတော့ဥနိုင်ထွေးလင်းဇနီးဒေါ်စုစုအောင်သားလေးမောင်နှင်းခတ်မိသားစုစမ်းချောင်းမြို့နယ်ရန်ကုန်မြို့မှာဓမ္မပူဇာ9သိန်းကျပ်လူတိုင်းဖြစ်ပါတယ် သာဓုသာဓုသာဓု ယေရှုကံပုဂ္ဂိုလ်ဥတာလှနဲ့အတူဒေါ်ရေးတာခိုင်တို့ကိုအထူးအဖြင့်အကြောင်းပြုယေရှုပြီးတော့အမှတ်14အောင်တရီလန်းအောင်မင်္ဂလာရက်ကွက်မှာဓမ္မပူဇာ9သိန်းကျပ်လူတိုင်းစီစဉ်ဖြစ်ပါတယ် သာဓုသာဓုသာဓု ဓမ္မတပင်ရဲ့တတိယနိညာအစီအစဉ်မှာရှေတန်နဲ့ဆရာတော်ရှင်မြတ်ဓမ္မတပင်မှာဓမ္မသနာအလုံးစုံမှသေးလူနှမ်းပြပါတော့အောင်တပီဖျောင်းတိုင်မိသားစုဝိဇာလန်အုပ်ဖို့စုရက်ွက်တန်နေမျိုးမှာဓမ္မပူဇာတသိန်းကျပ်လူတိုင်းအစီအစဉ်ဖြစ်ပါတယ် သာဓုသာဓုသာဓု ဒ
ဒီကရင်းကြရဲ့ဓမ္မတပင်တွင်အမှတ်တရဖြစ်ဖွယ်ရှေဝါကြောင်လေးကိုရည်စူးပြီးတော့ရှေဝါကြောင်လေးကိုရည်စူးပြီးဥပညာသာရစာတိတ်ကုံမန္တရာဓမ္မကျောင်းတိုင်းမှာဓမ္မပူဇာ9000ကျပ်လူတိုင်းရဖြစ်ပါတယ်အမှတ်တရဖြစ်ဖွယ်ပါသာဓု ခင်မောဖြစ်သူဥတာဇန်နဲ့ညီမဖြစ်သူဒေါ်ကျော်သိန်းတို့ကိုရည်စူးပြီးတော့ဒေါ်ကျော်ခိုင်မိသားစုအမှတ်15အောင်သစ်စာလန်အောင်မင်္ဂလာရပ်ကွက်မှာဓမ္မပူဇာ9000ကျပ်လူတိုင်းရစီစဉ်ဖြစ်ပါတယ်အချိန်ကုန်ငယ်ကြတော့ဖြင့်နောက်တဦးကိုနေရာယူပေးဖို့ဖိတ်ခေါ်ပေးရစီယေစုကံပုဂ္ဂိုလ်ဥကျော်ကိုယေစုပြီးဒေါ်တင်ငွေမိသားစုကျော်ထဲဆိုင်တန်လင်မြို့မှာဈေးကြီးမှာဓမ္မပူဇာ9000ကျပ်လွန်နှံဖို့ရန်ကျိုးတရဲ့နေရာယူပေးပါရန်လေးစားစွာပန်ကြားပါတယ်ဒီကောင်သာဓုသာဓုသာဓုအချိန်ကုန်ငယ်ကြတော့ဖြင့်နောက်တဦးကိုထပ်မံခေါ်ပေးရစီနှစ်ဖက်တော်မိဘတော်ကိုမူထားပြီးဦးမဲစောဦးဇနီးဒေါ်စင်မထွေသမီးလေးမတ်ရွှေမြတ်တွေမိသားစုဒါရကရက်ကွက်မှာဓမ္မပူဇာ3000ကျပ်လူတန်းဖို့ရန်အတွက်ကျိုးတင်နေရာယူပေးပါရန်လေးစားစွာပန်ကြားပါတယ်သာဓုသာဓုသာဓုတစ်ဆက်ထဲမှာနှစ်ဖက်တော်မိဘတို့ကရည်စူး၏ဥကျင်ထွေးဇနီးဒေါခင်ဝင်းမိသားစုမှဓမ္မပူဇာ9000ကျပ်လူတန်းဖို့ရန်ကျိုးတင်နေရာယူပေးပါရန်လေးစားစွာဖိတ်ကြားပါတယ်နှစ်ဖက်တော်မိဘတို့ကိုရည်စူး၏ဥကျင်ထွေးဒေါခင်ဝင်းမိသားစုမှဓမ္မပူဇာ9000ကျပ်လူတန်းဖို့ရန်ကျိုးတင်ရဲ့နေရာယူပေးပါရန်လေးစားစွာပန်ကြားပါတယ်မိခင်ကြီးဒေါ်အေးမိဆန်ခေါ်ဒေါ်အေးတင်ကိုရည်စူးပြီးတော့တာကြီးကိုအောင်သူရိန်မြင့်ဇနီးမန္တနီဆိုတမီလေးမမေတချံမြင့်တားငယ်မောင်သူရဆန်နဲ့မန်နွေဤဖိုးတို့မှဓမ္မပူဇာ9000ကျပ်လူလန်းဖို့ရန်ကျိုးသေးရဲ့နေရာယူပေးပါရန်လေးစားစွာဖိတ်ကြားပါတယ်ဆက်လက်ပြီးတော့အမတော်ဘောဂဝတီနဲ့တိုက်နှဲရှင်ပေါင်းတို့ကိုရည်စူးပြီးတော့မတ်ဝေအောင်သစ္စာလမ်းမှာဓမ္မပူဇာ2000ကျပ်လူတန်းဖို့ကျိုးတင်တရားယူပေးပါရန်လေးစားစွာဖိတ်ကြားပါတယ်သာဓုသာဓုသာဓုဆက်လက်ပြီးဖခင်ကြီးဦးသိန်းလာကိုရည်စူးပြီးမိခင်ကြီးဒေါခင်ဆန်းကြီးကိုမှုထားကဥလာမျိုးဇနီးတော်တီတာမိသားစုအောင်သစ္စာလမ်းမှာဓမ္မပူဇာ9000ကျပ်လူတန်းဖို့ဥလာမျိုးဇနီးတော်တီတာမိသားစုကျိုးတင်တရားယူပေးပါရန်လေးစားစွာဖိတ်ကြားရပါတယ်ဆက်လက်ပြီးတော့မောင်စော်မဲတန်းကိုရည်စူးပြီးဥမြင့်သိန်းဒေါ်တင်နေမြင့်မိသားစုအောင်မြင့်မိုးလမ်းမှာဓမ္မပူဇာ9000ကျပ်လူတန်းဖို့ရန်ကျိုးသိရင်နေရာယူပေးနိုင်ပါရန်လေးစားစွာဖိတ်ကြားရပါတယ်မောင်စော်မဲတန်းကိုရည်စူးပြီးတော့ဥမြင့်သိန်းဇနီးဒေါ်တင်နေမြင့်မိသားစုညစဉ်ဓမ္မပူဇာ9000ကျပ်လူတန်းတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဥမြင့်သိန်းဇနီးဒေါ်နဲ့ဦးမိသားစုအောင်ရတနာလမ်းမှာဓမ္မပူဇာ
9000ကျပ်လူတန်းဖို့ရန်ချိုးသိရဲ့နေရာယူပေးပါရန်ဥမြင့်သိန်းစနီဒေါ်နဲ့ဦးမိသားစုကိုလေးစားစွာဖိတ်ကြားရပါတယ် သာဓုသာဓုသာဓု ဆက်လက်ပြီးဥမြင့်သိန်းစနီဒေါ်နဲ့ဦးမိသားစုအောင်ရတနာလမ်းမှာဓမ္မပူဇာ9000ကျပ်လူတန်းရန်ဖြစ်ပါတယ်ဆက်လက်၍ကိုကျော်စိုးမိုးစနီမဝဝခိုင်တားလေးမောင်ထက်ပိုင်မင်းမိသားစုကဓမ္မပူဇာတသိန်းကျပ်လူတန်းဖို့ရန်အတွက်ချိုးတင်နေရာယူပေးပါရန်လေးစားစွာဖိတ်ကြားရပါတယ် သာဓု ဆက်လက်ပြီးတော့ကိုကျော်စိုးမိုးစနီမဝဝခိုင်တားလေးမောင်ထက်ပိုင်မင်းမိသားစုကဓမ္မပူဇာတသိန်းကျပ်လူတန်းရဲ့အစီအစဉ်ဖြစ်ပါတယ်တဆက်တည်းမှာဒေါ်ဆန်းမြဦးမဟာနွယ်အိတ်ရိတ်မော်မှဓမ္မပူဇာ9000ကျပ်လူတန်းဖို့ရန်ကျိုးတင်နေရာယူပေးနိုင်ပါရန်ဒေါ်ဆန်းမြဦးမဟာနွယ်အိတ်ရိတ်မော်မိသားစုအားလေးစားစွာဖိတ်ကြားရပါတယ် သာဓုသာဓုသာဓု ဒေါ်ဆန်းမြဦးမဟာနွယ်အိတ်ရိတ်မော်မိသားစုကဓမ္မပူဇာ9000ကျပ်လူတန်းဖို့ဖြစ်ပါတယ် ဆက်ခေါ်လှူပြီးပြီ ဆက်လက်ပြီးတော့နှစ်ဖက်တော်မိဘတို့ကမူထား၍ဥသက်ရှိဇနီးတော်မြတ်မြတ်အစိုးမိသားစုကဓမ္မပူဇာ9000ကျပ်လူတန်းမှုဖြစ်ပါတယ်။နှစ်ဖက်တော်မိဘတို့ကမူထား၍ဥသက်ရှိဇနီးတော်မြတ်မြတ်မို့မိသားစုကဓမ္မပူဇာ9000ကျပ်လူတန်းမှုဖြစ်ပါတယ်။ဆက်လက်ပြီးတော့ဘုံမိုးကြီးတင်လိုက်ရွှေဇနီးတော်တိတာရေးတာမင်းသူဟန်သမီးတိမ်မွေ့ရွှေစိန်မိသားစုအောင်မင်္ဂလာရက်ကွက်မှာဓမ္မပူဇာညစဉ်2500ကျပ်ဥချစ်ရွှေဇနီးဒေါ်ချင်လိုင်းမိသားစုအောင်မင်္ဂလာရက်ကွက်မှာညစဉ်ဓမ္မပူဇာ2000ကျပ်ဥသက်ရွှေဇနီးဒေါ်မြတ်မြတ်မိုးမိသားစုအောင်မင်္ဂလာရက်ကွက်မှာဓမ္မပူဇာညစဉ်1000ကျပ်ဥမြင့်သိန်းဇနီးဒေါ်ဝဝဥမိသားစုအောင်မင်္ဂလာရက်ကွက်မှာဓမ္မပူဇာညစဉ်1000ကျပ်ဥတန်းဆောင်ဇနီးဒေါ်ခင်ဆန်းဆန်းမြင့်မိသားစုဓမ္မပူဇာညစဉ်1000ကျပ်ဥမြင့်သိန်းဇနီးဒေါ်နဲ့ဦးမိသားစုအောင်ရတနာလမ်းမှာဓမ္မပူဇာညစဉ်1000ကျပ်ဖော်ပြပါဓမ္မပူဇာနဝကမ္မဝတ္ထုလွာတို့ကိုတန်လင်မင်းကြီးနန်းတော်ထိန်နိုင်ကာကြီးဥဟန်အေးကလူတန်းနိုင်ပါရန်လေးစားစွာဖိတ်ကြားရပါတယ်ခொနည်းသာသမီဓမ္မမမကတရားလိုလားဓမ္မမိတ်ဆွေများမှာလှူဒန်းပူဇော်ကြသည့်ဓမ္မပူဇာ4,800,000ကျပ်တို့ကိုဓမ္မကဝေတီကိုခင်မောင်မြင့်မှာကိုစားပြီးလှူဒန်းနိုင်ပါရန်လေးစားစွာဖိတ်ကြားပါတယ်ခொနည်းသာသမီဓမ္မမမကတရားချစ်ခင်ဓမ္မမိတ်ဆွေများမှာလှူဒန်းကြပါတော့ဓမ္မပူဇာနဝကမ္မဝိထုလွာ4,800,000ကျပ်တို့ကိုဓမ္မကဝေတီဖွဲ့ဝင်ကိုခင်မောင်မြင့်မှာကိုစားပြီးလှူဒန်းနိုင်ပါရန်လေးစားစွာဖိတ်ကြားပါတယ် သာဓုသာဓုသာဓု ခြေတော်ဆောင်ဥခိုက်ရိုသေးစွာလျှောက်ထားအပ်ပါတယ်ဖေဟာယနေ့ညစင်ကျမပြုလိုအပ်သောဓမ္မပူဇာတပင်တွင်အရှင်မြတ်၏ဆွမ်းတကန်းကြောင်းစီပစ္စည်းလေးပါထောက်ပံ့အလို့ငါနဝကမ္မအမှုတဲ့ကိစ္စအတွက်ဓမ္မပူဇာစုစုပေါင်း28,450,000ကျပ်လူတန်းမှုဒါနကုသိုလ်ဂျားဖြတ်အစီအစဉ်အရကြိုက်တေးယုံတဟပုံညကာယအဖွဲ့မှဓမ္မပူဇာတသိန်းကျပ်ကိုဒေါ်မင်းမင်းအေးကလှူဒန်းဖြစ်ပါတယ်သာဓုသာဓုသာဓု ခြေတော်ဆောင်ဥခိုက်ရိုသေးစွာလျှောက်ထားအပ်ပါတယ်ဖေဟာယနေ့ညစင်ကျမပြုလိုအပ်သောဓမ္မပူဇာတပင်တွင်အရှင်မြတ်၏ဆွမ်းတကန်းကြောင်းစီနဝကမ္မအမှုတဲ့အတွက်ဓမ္မပူဇာစုစုပေါင်း28,450,000ကျပ်လှူဒန်းပြီးဖြစ်ပါတယ်ရေစက်သွန်လောင်းမြတ်တန်ပွေအစီအစဉ်မဆောက်ရမီမှာဗုဒ္ဓပိဋကအနိကစားတင်လူပူဇော်ပြီးဖြစ်ပါတော့မြတ်ဗုဒ္ဓကိုပါရုပ်ဘောတော်မြတ်တို့နဲ့သူတကွဓမ္မတရားအတန်တော်ပါအမိတရိဆက်တို့ကိုကန္တုရှင်ရွေးချယ်လှူဒန်းအစီအစဉ်ဖြစ်ပါတော့ကြောင့်အရှင်မြတ်ရွှေတော်ဖြင့်ကန္တုရှင်တို့အားရွေးချယ်လှူဒန်းနိုင်ပါရန်ရိုသေလေးစားစွာရှောက်ထားတောင်းပန်အပ်ပါတယ်ဖေဟာ ကဲကနေထူရပါ390 3ခွန်3ည 390
390 ဥကျော်သူဒေါ်မင်းမင်းအေးသမီးမတ်နော်နယ်ကျော်သူတာမောင်နေဦးကျော်သူမတ်ဝါဝါမီအောင်တန်လင်မျိုးမလည်းကလှူဒန်းတော်ဗုဒ္ဓယူပါတော်မြတ်ဖြစ်ပါတယ် ဒါနာမယူသေးဘူးလားဟောရပြီပြီ422 422 4နှစ်နဲ့ကန်တူးရှင်တွေကွယ်လွန်သူဦးအောင်မျိုးတန်ကိုရည်စူးပြီးတော့ဇနီးဒေါက်အုံးမြင့်သားကွယ်လွန်သူဦးအောင်မျိုးတန်ကိုရည်စူးပြီးတော့ကျရင်သူမိသားစုကလှူဒန်းတော်ဗုဒ္ဓယူပါတော်မြတ်ဖြစ်ပါတယ် 194 ကွယ်လွန်သူဦးအောင်မျိုးတန်ကိုရည်စူးပြီးတော့ဇနီးဒေါက်အုံးမြင့်သားကြောက်ကော်ကွမ်ကောင်းမှုမိသားစုကဒုတိယယူပါတော်တတိယယူပါတော်က194 194ကွယ်လွန်သူအဖွားဒေါက်ခင်ဆန်းနဲ့မိဘနှစ်ပါးကိုရည်စူး၍တာရမီမြင်းမြစ်တစုကောင်းမှုဖြစ်ပါတယ် 119 219 219ကန်လို့ရှင်အတွက်ကွယ်လွန်သူမိဘနှစ်ပါးနဲ့အမဖြစ်သူအားရည်စူး၍ဒေါက်ခင်မြဝင်းမိသားစုတူတန်းတော်ဗုဒ္ဓရုပ်ဝါတော်မြတ်ဖြစ်ပါတယ် 190 ခွန် 190ခွန်ကန်လို့ရှင်အတွက်နှစ်ဖက်မိဘများကိုရည်စူးပြီးတော့လောဟုတ်စိန်မိသားစုကောင်းမှုဗုဒ္ဓရုပ်ဝါတော်မြတ်ဖြစ်ပါတယ် 595ကန်တူးရှင်အတွက်ကွယ်လွန်သူဦးလင်းနိုင်အောင်ကိုရည်စူးပြီးတော့ဒေါ်ဆဆအေးမိသားစုရန်ကုန်မြို့မှာလူတန်းတော်ဗုဒ္ဓရုပ်ဝါတော်မြတ်ဖြစ်ပါတယ်ကွယ်လွန်သူဦးလင်းနိုင်အောင်ကိုရည်စူးပြီးတော့ဒေါ်ဆဆအေးထောင်ချုံငံမိသားစုရန်ကုန်မြို့ကလူတန်းတာဖြစ်ပါတယ် 542 ကန်တူးရှင်အတွက်ဦးတန်းထေးဒေါ်စီစီခိုင်သမီးလေးမိုက်နှင်းဖြူမိသားစုထိုင်ဝမ်ကလူတန်းတာဖြစ်ပါတယ် 938 938ကန်တူးရှင်အတွက်ကွယ်လွန်သူမိဘများကိုရည်စူးပြီးတော့ကျန်ရည်သူဒေါ်မေဆန်းမိသားစုမကာအိုကထူထမ်းတာဖြစ်ပါတယ်နောက်ဆုံးပိတ် MP3 ကန်တူးရှင်ဖြစ်ပါတယ်နောက်ဆုံးပိတ် MP3 ကန်တူးရှင်ကတော့ဥလှမော်ဒေါခင်ပပနဲ့မိသားစုမဟေတီနိုင်အယောင်းဆိုင်တန်လင်မျိုးမဈေးကြီးကထူထမ်းတာဖြစ်ပါတယ် MP3 ကန်တူးရှင်ကိုမဲနဲ့ရွေးချယ်တော့မှာပါ ကဲ MP3 တဲ့ပြော232 232 MP3 ကန်တူးရှင်အလှရှင်ကတော့ဥလှမော်ဇနီးဒေါခင်ပပနဲ့မိသားစုမဟေတီနိုင်အယောင်းဆိုင်တန်လင်မျိုးမဈေးကြီးကဖြစ်ပါတယ် ဖေဟမ်ကဲလာကြွအော် ဓမ္မမေစီများခင်ဗျာအစီအစဉ်လေးတစ်ခုကြံပါသေးတယ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကန်တူးရှင်များကိုလှူဒန်းနေတဲ့အချိန်မှာအစီအစဉ်လေးတစ်ခုထူးထူးခြားခြားလေးကိုအစီအကံတင်ပြမှာဖြစ်ပါတယ်ဗုဒ္ဓသာသနာထွန်းကားရေးအတွက်ပရိယတ်တိသာသနာရေးရည်တောင်းမြင့်ဖြစ်ပါတယ်ဒါကြောင့်မလို့တန်လင်မြို့နယ်ပရိယတ်တိစာချဆရာတော်တန်ခါတော်ရှိသူများတို့ရဲ့ဆရေးတံမဲနဲ့လူသားမဲ့အစီအစဉ်လေးကြံပါသေးတယ်ထူးခြားထိရောက်တဲ့ဆရေးတံမဲအလူလေးတစ်ခုဖြစ်ပါတယ်ခင်ဗျာတန်လင်မြို့မှာယနေ့လက်ရှိပရိယတ်တိစာချနေကြတဲ့စာသတဲ့အသီးသီးမှာစာချဆရာတော်တန်ခါတော်တွေကိုလှူဒန်းပူဇော်ဖို့အတွက်တန်လင်မြို့ပရိယတ်တိစာချဆရေးတံမဲအမည်နဲ့ပြုလုပ်ထားတဲ့အလူပွဲလေးဖြစ်ပါတယ်တန်လင်မြို့ပရိယတ်တိအားထုတ်နေကြတဲ့ပရိယတ်တိစာသလိုက်တွေကစာချဆရာတော်တွေကိုစည်ရင်ကောက်ယူထားပြီးယခုလက်ရှိကျောင်းတိုက်စက်တလိုက်မှာလက်ရှိစာချနေကြတဲ့ဆရာတော်တန်ခါတော်ရှိသူများ89ပါးရှိပြီးရှင်သာမဏေကစာပြီးဓမ္မစီရတန်းထိစာတင်စာချနေကြတဲ့ဆရာတော်တန်ခါတော်များကိုအခုလိုပဲစည်ရတမဲနဲ့လှူဒန်းမဲ့အစီအစဉ်ဆက်လက်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်မဲတိုက်ပြီးတော့ကန်တုကန်ကောင်းတဲ့စာချဆရာတော်များကိုစည်ရတမဲလူရှင်များကကျောင်းတိုက်တို့တိုက်ရိုက်လှူဒန်းပို့ဆောင်နိုင်ပါတယ်တိုက်ရိုက်လှူဒန်းမှုအခက်အခဲရှိပါကအဖွဲ့ကကိုစားပြုပြီးလှူဒန်းပြီးမှဖြစ်ပါတယ်စာချစည်ရတမဲတမဲကို9000ကျပ်သတ်မှတ်ထားပါတယ်ဗုဒ္ဓဘာသာဝင်များအနေဖြင့်ထေရဝါဒဗုဒ္ဓသာသနာအရှိတိတ္တခိုင်မြဲရေးကိုရှေ့ရှုပြီးပရိယတ်တိသာသနာတန်လင်မြို့မှာအခြေတိတ္တခိုင်မြဲရေးအတွက်တန်လင်မြို့ပရိယတ်တိစာချစေတံမဲကိုပါဝင်လှူဒန်းကုတူခြင်းဖြင့်ထေရဝါဒဗုဒ္ဓသာသနာကိုသားစင်မြေးဆက်လက်ဆင့်ကမ်းသာသနာပြုရန်အတွက်တိုက်တွန်းလို့ဆိုရင်တန်လင်မင်းသားကြီးဓမ္မတော်ဖြစ်မြောက်ရေးဖွဲ့က
စားချဆရာတော်များအတွက်စေရတမဲ2မဲလူနဲ့လာဖြစ်ပါတယ်တမဲလေ9000ကျပ်ပါတည်တဲ့ရှင်များတည်ဆုံနေတဲ့အတွက်ကြောညာကွင်းမရခဲ့ပါဘူးပရိယတ်တိစားချဆရာတော်များအတွက်တန်နေမများကြီးဓမ္မတော်ဖြစ်တော်ယူဖက်ကစေရတမဲ2မဲကို9000ကျပ်နဲ့2မဲလူထားပါတယ်အခုလက်ရှိတရားပေါက်ပြီးလှူဒန်းမယ်ဆိုရင်အလူငွေကအဓိကမကြပါဘူးစေရပေးလို့ရပါတယ်2မဲတဲ့နှိုက်ရမှာဖြစ်ပါတယ်ဆရာတော်တန်ခါရှင်တူပဲ89ပါးဖြစ်ပါတယ်တမဲတရီလှူတိုင်းကျင်နေဆိုရင်စိတ်လာပေးလို့ရတယ်နော်ဝတ္ထုတွေကနောက်မှသွားကတ်လို့ရပါတယ်တော်တနေဝဲတမဲခဏလေးပါဗျကနုရှင်ပေါ်ပါပြီကြော်ထဲဆိုင်တမဲဆို3မဲဖြစ်သွားပါပြီအစိုးရများတည်ဆုံနေတဲ့အတွက်ကျင်ညာခွင့်မရခဲ့ပါဘူးနောက်ထပ်နာမည်လေးက4မဲဖြစ်သွားပါပြီဒေါက်ခင်ဆိုင်တမဲလိုက်ရေးပေးပါဒေါက်ခင်ဆိုင်တမဲ4မဲဖြစ်သွားပါပြီဒေါ်တနာလင်တမဲလက်ရေးပေးပါဒေါ်တနာလင်တမဲဖះမေတမေကြံသေးတယ်မလားလို့တဲ့ဖះမေတမဲကြံသေးတယ်413ညဖះမေတမဲကြံပါသေးတယ်413ညဖះမေကလို့ရှင်ခင်ဗျာဟာရပြီပရိယတ်ဒီစာချစေးတယ်မဲ့9မဲဖြစ်သွားပြီလားပရိယတ်ဒီစာချအတွက်ဒီမှာရေးပြပါဥဆိုနိုင်ဦးဒေါက်တာတိုင်းကတမဲ6မဲဖြစ်သွားပါပြီဖေဖုံးဖေခဏလေးပါဖေဥအောင်မြင့်ရေးပြပါ9မဲဖြစ်သွားပြီလိုက်ရေးပြပါမှားမှာဆိုလို့နော်ပရိယတ်ဒီစာတင်လိုက်တယ်တီထောင်တီရှိမှကျွန်တော်တို့သာသနာမြဲပါလေဆော့ဆော့အဆူတော်လေးနဲ့ဆိုတော့မကြုံကြလိုက်ရဘူး10မဲလောက်ရမှာကို9မဲဖြစ်သွားပြီပရိယတ်ဒီစာတင်တွေရှိမှတန်လင်မျိုးကသာသနာတည်ပါလေအရေးကြီးတယ်အခုစင်ပေးကိုအားရချင်သွားလို့ရတယ်ကျွန်တော်တို့အဖွဲ့ကိုအကြောင်းကြားလိုက်ဒီဖုန်းနံပါတ်အကြောင်းတို့နံပါတ်ဖြစ်တော့ရေးတော့မှာမယ်နော်ပရိယတ်တိစားချစေးတယ်မဲ့9မဲရပါပြီဖေဟာဒိုးလေး3မဲလှူတယ်ကွာအဖုံးက3မဲလှူတယ်10မဲပြည့်သွားပါပြီဖေဟာစောစောကမကျင်ကြလိုက်ရလို့10မဲပြည့်သွားပြီစာချဆရာတော်တွေကအရေးကြီးတယ်နော်မှန်ပါတယ်ဖေဟာစာချဆရာတော်ရှိမှသာသနာတည်တဲ့မှာစာချဆရာတော်မရှိရင်ဘုံချုပ်ကမတ်တီတာတမဲ7မဲဖြစ်သွားပါပြီဖေဟာဘုံချုပ်ကမတ်တီတာတမဲ7မဲပါဖေစောစောကဆိုမင်း20လောက်ရမှာပြီးတော့မှလိပ်စာလေးပေးခဲ့နော်ဟာကိုเจ้าကစာချဘုန်းကြီးပေါက်နေဟောလားဟာပေါက်တယ်စိန်မမဟုတ်ပွဲတူတာပွဲကတော့ပါတီတကူကမှတ်ပေးပါဦးကြိုက်တဲ့ကိုယောဂီဖွဲ့တမဲ12မဲဖြစ်သွားပြီဖေက12မဲနဲ့ရတော့မှာဖြစ်ပါတယ်မှတ်တမ်းလေးရေးပေးပါဦး12မဲနဲ့ရမှာပါဖေကဟုတ်တယ်နော်ပေါက်တယ်မဲကန်လူဆရာတော်မှတ်တမ်းရေးပေးပါဦးအကဓမ္မသာသနာ့ဓမ္မစရိယနော်ဥစောလေတမဲ73မဲဖြစ်သွားပြီဖေကတီတကူတက်တူကနော်ကဲမှတ်တမ်းလေးရေးပေးပါဦးဘယ်ကျောင်းကလဲဆိုတော့တပါရေးတာဆရာတော်ဖြတ်မဲကလိုက်ကြည့်နေတာပါ73မဲဖြစ်သွားပြီဥသီရိဝဒနာနောက်တမဲ14မဲဖြစ်သွားပြီနောက်တမဲတီတကူဗုဒ္ဓတက္ကသိုလ်တီတကူဗုဒ္ဓတက္ကသိုလ်ကပေါက်သွားပါတယ်နှစ်ပါးဝနာသီရိတီတကူဗုဒ္ဓတက္ကသိုလ်တီတကူဗုဒ္ဓတက္ကသိုလ်ကပေါက်သွားပါတယ်နေလှုပ်လိုက်အောင်ကွာကြံလေးကြောင်းနေပေါက်ဖို့တကယ်လုံးဝမှလုံးတော့ဥဒုရိယတီတကူတွေပဲပေါက်နေတယ်မြတ်ထာလိုက်တယ်ကွာနည်းနည်းဖွင့်ပေးပါဦးအခုမှမန္တလာယာမလာတယ်ဥအရိန္ဒမမန္တရာဓမ္မတမဲပေါက်သွားပါပြီမဲလေးကလေးအပေါ်ဥလာမမှတ်တမ်းလေးယူပေးထားပါနော်ပြီးရင်ဆရာတော်တွေတွားကပ်ရမှာဆရာတော်တွေလိုက်ထဲရကြည့်နေတာနော်ဥဒမိကတီတကူကပဲပြန်ပေါက်ပါတယ်ဥဒမိကနည်းနည်းမှွေပေးပါဇေကိုတမဲတိုးတယ်ဟာဒ
ဒွိပိရိကတရဗတ္တနအိန္ဒောဘာသာလင်္ကာ အရှင်အိန္ဒောပါရလင်္ကာရခေမိကာတော်မှာပေါက်တယ် ခေမိကာ အရှင်အိန္ဒောပါရလင်္ကာရပိဋကနှစ်ပုံခွဲအောင်တဲ့ဆရာတော်လေဒီเจ้าကကန်ထူးလိုက်တာ ကန်ထူးတယ်15ပဲဖြစ်သွားပြီ ဦးအကဝန္တာဂိုင်းထောက်ကြောင်း ခိုင်းထောက်เจ้าကတမဲပေါက်ပါတယ်မှတ်တမ်းလေးရေးပေးကြပါ ဦးနန္ဒီယဂိုင်းထောက် ခိုင်းတော့ကနှစ်ပါးပေါက်ပြီးပါဖေ15မဲနှိုက်ရမယ်နော်ဟုတ်တယ်နော်ဒေါက်တာအင်ဒါစာရသီတကူဦးရိယလင်းရောင်ချီသနာတီတကူတွေရွေးပေါင်းနေပါလား 15ပဲအထိနှိုက်ရမှာနော်လူကြီးမင်းတွေ ဟုတ်ပြီဦးဇာနေယဘူကျုပ်မင်္ဂလာကံဦးဦးဝိဝေကမဟာခေမိကာယာမ မာခေမိကာတော်မှာပေါက်ပြန်ပြီနှစ်ပါးရပြန်ပြီရွှေကျင်ချောင်းဒီချောင်းကတပားကို9000ဝတ္ထုကရမှာနော်နဝကမစာချဆရာတော်တွေရှိမှသာသနာတိမာလေး ဦးအစရာတီတကူပြီးတော့ဗလားဇာချဘုန်းကြီးလည်းအများကြီးပါဟဲ့ 15ပါးနှိုက်ရမှာဖြစ်ပါတယ် စင်္ဂပါလား 15ပါးပါဗျ အော်စင်္ဂပါဝင်တတ်ရမှာဟုတ်ပြီ အလူရှင်များခင်ဗျာအလူရှင်စိန်လေးကိုကျေးဇူးပြုပြီးတော့ဒီမှာအတီးတကြလေးလာရောက်ပေးဖို့ဖြစ်ပါတယ်ဖုန်းနံပါတ်ဆက်တယ်ဖို့ဖြစ်ပါတယ်ဦးမျိုးဝင်းရဲ့တမဲဖုန်းတမဲထပ်တိုးပြန်ပြီဗျ16မဲပေါ့နော်ဦးမျိုးဝင်းနဲ့အလူရှင်များပြီးလို့ရှိရင်စိန်လေးဒီမှာလာပေးပြီးပါနော်တမဲထပ်နိုင်မှာ16မဲလူရှင်မဒီမှာစိန်လေးလာပေးပါနော်တယ်လီဖုန်းနံပါတ်လေးနဲ့ဒီမှာတယောက်လာပြန်ရင်ဖေက ဥကင်စနဇေယမင်္ဂလာကျောင်း ဇေယမင်္ဂလာကျောင်းဒီမှာနာမည်စင်းလေးအတိအကျရေးပြီးတမဲထပ်တို့ပြန်တော့မှာ16မဲပြည့်သွားပြီ16မဲပြည့်သွားပြီလားဖေက16မဲပြည့်ပြီနော်ကိုဘောကြီးလှူမဲ့လူရှိသေးလားစရင်ပေးရုံပဲပြီးတော့မှဆယ်တော်တွေကိုတွားပြီးကတ်ရမှာကိုပေါက်တဲ့အကြောင်းကိုသွားကတ်ရမှာလေလူမဲ့လူရှိပါသေးသလားမရှိတော့ရင်ရေစက်ချတော့မှာနော်မှန်လားပါဗျာခြေတော်ဆောင်ဥခိုက်ရိုသေစာလျှောက်ထားရပါတယ်ဗျာယနေ့ညဆင်းရင်ကျမပြုလို့ရသောဓမ္မပူဇာတပင်တွင်လူတမီဖြစ်ပါတော့ဓမ္မပူဇာနဝကမ္မအမှုတစ်တွေစုစုပေါင်း28သိန်း4500ကျပ်လူတမှုဒါနကုသိုလ်ဒုတိယအကြိမ်မြောက်ဆင်းရင်ကျမပြုလို့ရသောတာလင်မင်းများကြီးနန်းတော်တွင်ဓမ္မပူဇာတပင်တွင်ပါဝင်ဆောင်ရွက်ကြသူလူတိုင်းကြသူကုသိုလ်ရှင်အပေါင်းစုတို့၏ကောင်းမှုတို့ဟာအထူးအဖြင့်တာလင်မင်းများကြီးကိုအကြောင်းပြုပြီး30ဘုံကျန်တဲ့ကုန်းတော်ဝိနည်းများစွာသောတော်တို့လည်းရကြပါစေပေးမြဝေယံစီစဉ်တို့မေတ္တာရှိထား၍ချီးမြှင့်တော်မူနိုင်ပါယံခြေတော်ဆုံးဥက္ခရဲ့ရောသေးစွာလျှောက်ထားတောင်းပန်အပ်ပါတယ်ကျေးဇူးတော်ရှင်အရှင်မြတ်ဖေဟာရေစက်မချသေးခင်ဒီဓမ္မဂဝေသီဆိုတာဒါဘုန်းကြီးကိုယ်တိုင်ပေးထားတဲ့ဒီဓမ္မဂဝေသီအဖွဲ့ရရှိတည်တံ့ခိုင်မြဲနိုင်ရန်ဒါဘုန်းကြီးလည်းသူတို့လှူထားတဲ့အလှူတော်ငွေ3သိန်းကိုဆရာတော်ကပြန်ပြီးတော့လှူဒန်းခဲ့ပါတယ်တာဓုခေါ်နောက်တစ်ခုကတော့ဒါဘုန်းကြီးတော်တော်ဝမ်းသာတယ်ဒီဓမ္မဂဝေသီလူငယ်အဖွဲ့တွေကစပြီးတော့ဒီစာချဘုန်းကြီးတွေကိုဒီအဖွဲ့ကစတာထင်တယ်စာချဘုန်းကြီးတွေကိုဒီလိုဒီပြင်တရားပွဲတွေကအဖွဲ့တွေကလည်းလှူရပါလို့ဘုန်းကြီးဒီကနေနှိုးဆော်တယ်
ဒီစာချဘုန်းကြီးတွေဟာသာသနာရဲ့အသက်ပဲနော်အဲ့ဒါကြောင့်မလို့ဒီစာချဘုန်းကြီးတွေကပြောပြီဆိုရင်စာချဆရာတော်တွေလက်လာပါဒီလောက်မရှိဘူးတဲ့နော်ဓမ္မဂရိကတွေကြီးပဲအကုန်လုံးပိုက်သွားတာပဲနော်အဲ့ဒါဆိုတော့ဒီစာချဘုန်းကြီးတွေဟာတဲ့ဒါဘုန်းကြီးတို့တွေရောတရားတော်မတွေကမှဝိုင်းပြီးတော့မလှူရင်သာသနာတော်ကြီးအတွက်ရင်လေးစရာတဲ့အဲ့ဒါကြောင့်ဒီပြင်ဖွေးတွေကလည်းဒီစာချဘုန်းကြီးတွေလှူဒန်းပေးဖို့ဒါဘုန်းကြီးတို့လည်းအထူးတိုက်တွန်းပါတယ်နော်အဲ့ဒါကြောင့်မလို့ဓမ္မကဝေတီကိုလည်းအထူးလေးစားပါတယ်တဲ့နော်။ကိုင်ဒါကြောင့်မလို့ဒီကနေ့ဒါရည်စက်ချမယ်နော်။ဆိုရှင်ဘုရားယနေ့ယခုဘုရားတပည့်တော်တို့ပြုစုပွားများအထောအပ်သောဓမ္မဒါနဓမ္မပူဇာဓမ္မဒေသနာဤကုသိုလ်အလုံးသည်မိစေတပါငြိမ်းရဖြစ်သောမဘုနိဗ္ဗာန်ဤကောင်းမြတ်သောထောက်ပမင်္ဂလာဖြစ်ပါစေဖျားဤကောင်းမှုဤအဖို့ပါကအလုံးတို့ကိုသံလျင်မင်းတရားကြီးကိုအစာပြု၍30ဘုံဝိနည်းများစွာတတ္တဝါမှန်သမျှအနန္တတို့အားအမြပိဝေပါ၏အမြပိဝေပါ၏အမြပိဝေပါ၏အမြရကြ၍ဝမ်းမြောက်စွာသာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါစေသောအလုံးကြကြသမျှအမြရောမူကြပါကုန်လောသာဓုသာဓုအမြရောမူကြပါကုန်လောသာဓုသာဓုအလုံးကြကြသမျှအမြရောမူကြပါကုန်လောသာဓုသာဓု မှန်လားပါစင်ကျမဖြစ်လို့ရတော့တာလင်မင်းသားကြီးနဲ့တော်တွင်ဒုတိယအချိန်မြောက်ဓမ္မတော်တရားပွဲကြီးကို9ရက်တိုင်းအောင်မြင်စွာကျင်းပပြီးအောင်မြင်ပြီးဖြစ်ပါတော့ကြောင်းဗုဒ္ဓသာသနာစစ်တမ်းတိတု3ချိန်ဖြင့်သာဓုလူမခေါ်ဆိုနိုင်ကြပါရန်ရိုသေလေးစားစွာပန်ကြားပါတယ်ဘုရားသာသနာစိရံဒိဋ္ဌတုဘုရားသာသနာစိရံဒိဋ္ဌတုဘုရားသာသနာစိရံဒိဋ္ဌတုသာဓုသာဓုကဲအားလုံးကောင်းတာတွေဖြစ်နိုင်ကြပါစေဆရာတော်ဖျားလည်းကျမ်းချမ်းသာပါစေကျေးဇူးတော်ရှင်ဓမ္မဂရိယာရှင်မြတ်အားပဲ့ဆောင်ပူဇော်ရေးဖွဲ့မှာရိုသေစွာပြန်လည်ပဲ့ဆောင်ပူဇော်ပေးကြပါရစေဓမ္မပဲ့စေပေါင်းတို့ကတော့ရှင်မြတ်ရဲ့ပဲ့ဆောင်ရေးမော်တော်ရင်ထွက်ကားပြီးမှနေရာထိုင်ခင်းတိတိကစတဲ့ထွက်ကားပေးဖို့ရိုသေလေးစားပန်ကြားရင်တရားပွဲအခက်လိုက်ဓမ္မပဲ့စေမတဝူးချင်းစီပရိယတ်စာချဆရာတော်များရဲ့ဆရေးတမဲ့လူကလူတိုင်းကြတော့လူရှင်များပါဝင်တဝူးချင်းစီအတွက်ထူးပင်ကျေးဇူးတင်ရှိပါတယ်ယနေ့ယခုပြုလုပ်ရသောတာလင်မင်းသားကြီးရဲ့နတ်တော်တွင်တာလင်မင်းသားကြီးကိုအကြောင်းပြု၍တူတိုင်းရတော့ကုသိုလ်မှတ်သမျှဓမ္မသေနာဓမ္မပူဇာဓမ္မတဝနာဝေယဝိဆကုသိုလ်ကောင်းမှုဆုစုတို့ကိုအလူရှင်မိသားစုအားလုံးတို့ရဲ့ဆိုင်ရာတရားပွဲအခက်လာရဓမ္မမိတ်ဆွေများအားလုံးတို့ရဲ့ဆိုင်ရာမျက်မှောက်သားဟုမကကျူးတဲ့မွေးတဲ့မိခင်ဖခင်တို့လည်းရညာပါစေပေးမြဝေလိုသည်မသေနိစ္စဤကာယကိုစောင့်တပေးတဲ့ကိုဆောင်နဲ့လည်းမလက်စေရဖိတ်ဝင်ငှ၍မိတ္တစရိညာဆရာသမားဘိုးဘွားကဆရမရာစာဒေဝယက္ခဣဒ္ဓဘုံမာ